စာရဲသူချမ်းမြေဝင်းမူရောအပိုင်း20အချိန်တွေနှေးကျသွားတယ်စက္ကန့်တိုင်းမိနစ်တိုင်းဟာရက်လချီကြာရှည်သွားသလိုအုံနောက်ထဲကအတွေးတွေကလည်းလေပြင်းနဲ့ပင့်ကုန်မြင်နေလို့ခိုင်မာမှုမရှိနေရအတီတကြမရှိလွင့်လူးနေတယ်မင်းခန့်သူတိတ်ကိုပင်ပန်းနေပြီသူဘလောက်မောပန်းချိနေနေတယ်ဆိုတာအခုလိုတယောက်တည်းတွေးကျင်ရတွေးနေတဲ့အချိန်တွေမှာပိုတိသားလာတယ်မမတ်မိခြင်းနဲ့အမတ်တရားတွေစီကိုပြေးထွက်သွားတဲ့အတွေးတွေကိုလှမ်းဆွဲဖို့အားရင်အောင်မရှိတော့ဟိုးလွန်ခဲ့သောနှစ်ပေါင်းများစွာသကောဝါဆိုတဲ့ရွာကလေးတစ်ခုစီကိုခွန်အားအပြည့်ရည်ရွယ်ချက်အပြည့်နဲ့ခရီးနှင်နေခဲ့တဲ့လူငယ်လေးအခုအဲ့ဒီလူငယ်တယောက်ရဲ့ခံစားချက်တွေခံယူချက်တွေအင်အားတွေယုံကြည်မှုတွေဘာဆိုဘာမှမကြံတော့မူရောရဲ့ပြဿနာအသစ်အတွက်မင်းခန့်ထူဟာအစင်အသစ်မဖြစ်နိုင်တော့ဘူးထင်တယ်ကျမဘေးမှာရှင်ရှိနေလို့မဖြစ်ဘူးတဲ့သူစာလွင့်ရဲ့စကားမနက်ခရဲရနေအခုညနေဆောင်နေဝင်ကာနီးအချိန်အထိဒီစကားတစ်ခေါက်ကမင်းခန့်ထူရဲ့နှစီထဲမှာဘောင်ပင်ခတ်ပဲ့တင်ရိုက်နေတယ်သူစာလွင့်ကိုသူအပြစ်မတင်ဘူးသူနားလဲပါတယ်တသက်လုံးတယောက်တည်းကျင်လေရှင်တန်လာခဲ့ရတဲ့သူအချင်းချင်းသူကိုရဲစားတယ်ဘသူ့မှာတွေ့တာမိခိုတာမျိုးမရှိဘသူ့မှာအားကိုးလို့မရကိုပြဿနာကိုသာရှင်းကိုဒုက္ခကိုလဲစင်းခံဘဝကိုတယောက်တည်းဖြတ်တန်းလာခဲ့ရတဲ့သူတွေလက်ထဲကဟန်ဖုန်းကိုဖွင့်လိုက်ပြန်ပိတ်လိုက်လုံနေရင်မင်းခန့်သူဘာလုံးလို့ဘာခံရမှမသိစောင့်တည်ရမဲ့နေတယ်ဟိုတယ်အခန်းပတင်းရနေအပြင်ကိုလှမ်းကြည့်လိုက်တော့ကြာနေတဲ့နေအောင်ရဲ့အလင်းဟာဖြော့တော့နေပြီမကြခင်နေဝင်တော့မယ်မူရောရဲ့အမောင်ထဲကိုတယောက်တည်းတိုးဝင်ဖို့ထွက်သွားတယ်သူစားလွင်ဘာကြောင့်သူ့ကောင်းထဲမှာဒီမင်းကလေးကဒီလောက်နေရာယူထားသလဲမင်းခန့်သူစဉ်းစားလို့မရဘူးစကားဝါပြဿနာမတိုင်ခင်မင်းခန့်သူရဲ့ငယ်ဘဝတက်တန်းအဲ့ဒီငယ်ဘဝတက်တန်းတစ်လျှောက်လုံးမှာမင်းကလေးတွေအများကြီးနဲ့ပတ်သက်ခဲ့ဘူးတဲ့သမီးရေးစားတွေရှိခဲ့ဘူးသလိုချစ်သူဘဝတွေကိုလည်းဖြတ်တန်းခဲ့ဘူးတဲ့အဲ့ဒီမင်းကလေးတွေစီကရရှိခဲ့တဲ့ရင်မောစရာစိတ်လှုပ်ရှားမှုတွေပူလောင်ပြင်းပြတဲ့ခံစားမှုတွေဒါပေမဲ့သူသာလွင့်စီကနေပြန့်လွင်လာတဲ့ခံစားမှုဟာသူတို့နဲ့မတူဘူးငြိမ်သက်အေးချမ်းနေအဲ့ဒီအေးဆက်မှုကိုပဲမင်းခန့်သူတယောက်ဆွဲဆွဲမတ်မတ်ဖြစ်နေသလားသူမသေးကြဘူးသူ့ရုံးခန်းထဲကိုဒီမင်းကလေးခြေချဝင်လာတဲ့နေ့ကလေးကအဲ့ဒီခံစားချက်ကမယမနာကိုဖြစ်ခဲ့တာမင်းခန့်သူရဲ့ကိုယ်ထဲမှာလှိုက်စားအနေထိုင်နေခဲ့တာမင်းခန့်သူကတပြင်းအရှိကြီးချတယ်ဖုံးပြန်ပိတ်တယ်ဘာဆက်လို့ရမှန်းမသိလမ်းပြောင်းနေတာထိုင်ကုန်မှာငုတ်တုတ်ထိုင်ဒီဖုံးကိုအချိန်ချင်းဖွင့်သူသာလွင့်ရဲ့ဖုန်းနံပါတ်ကိုနှိပ်လိုက်ပြန်ဖြတ်လိုက်ဒီလိုလုပ်နေခဲ့တာမနေ့ကတည်းကပဲမနေ့ညတညလုံးမင်းခန့်သူအိတ်မပြောဘူးသူသာလင်ဘာတွေဖြစ်နေပြီလဲဆိုတဲ့အထွေးတွေနဲ့မိုးစစ်စင်လင်းသွားတယ်ဒီနေ့တစ်နေ့လုံးလဲခြီတုံချတုံမူရောကိုလိုက်သွားဖို့ခြေလမ်းအချိန်ချင်းပြင်းနေသူ့ကိုနှုတ်ဆက်ထွက်ခွာသွားတဲ့သူစာလွင့်စကားတွေကိုပြန်ကြားရအောင်ခြေလမ်းရက်သွားတယ်လိုက်သွားပြီးတော့ဘာပြောရမှာလဲခမ ्या ကိုစိတ်မချလို့လိုက်လာတာပါလို့တောင်းပန်ရမှာလားအတိတ်ပဲမရှိလိုက်တာစိတ်မချရအောင်သူစာလင်ဘလို့မင်းကလေးမျိုးလဲဆိုတာနှစ်ယောက်စလုံးကသိနေတာပဲပပဝေးတဲ့ပါဇက်ကအဲ့ဒီနမည်ကိုအတန်ထွက်ခေါ်ရင်းနဲ့မင်းခန့်သူပြုံးမိသွားတယ်သူစာလွင်နဲ့တစ်စက်မှမလိုက်ဖက်တဲ့နမည်မင်းခန့်သူကိုယ်တိုင်ကလည်းသူစာလွင်ကိုအဲ့ဒီနမည်နဲ့တခါမှတက်မခေါ်ဘူးသလိုသူစာလွင်ကလည်းဒီနမည်ကိုစကားမစမေးချင်အောင်စောင့်ထားတယ်ဆိုင်ငယ်ပေါ်တက်မောင်းထွက်သွားတဲ့သူစာလွင်ရဲ့ပုံစံကိုကြည့်ရင်းနဲ့မမမေကိုသတိရမိသွားတာတော့အမှန်ပဲမမမေအကြောင်းစဉ်းစားလိုက်တော့မင်းခန့်သူပို့ပြီးတော့အားငယ်သွားတယ်တုံးမရခဲ့တဲ့သူ့ကိုယ်သူပို့လို့စိတ်တက်ကြလာတယ်စကားဝါမာတော့ဟာသူ့အသက်ကိုကဲတေတော့မလို့ဖြစ်ခဲ့တဲ့မမမေအခုမူရောကြတော့လဲသူ့သမီးကိုငါဆက်ပြီးတော့ဒုက္ခပေးနေအောင်မလားရရကားတစ်စီးကိုလှမ်းငါမူရောကိုလိုက်ချသွားလိုက်ရင်ဒါပေမဲ့သူစာလင်းကိုသူဘလို့ကူညီနိုင်မလဲမင်းခန့်သူစဉ်းစားကြည့်အဖေကထွက်မလာသူ့အတွက်စိတ်ပူနေရတာနဲ့တင်သူစာလင်းပို့ပြီးတော့ဒုက္ခရောက်သွားတာပဲရှိမယ်ဒါပေမဲ့ဒီအတိုင်းထားခဲ့ပြီးတော့ရန်ကုန်ပြန်သွားဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးဘလို့မှမလုပ်နိုင်ဘူးအဲ့တော့ငါဘာဆက်လုပ်ရမလဲဒီဟိုတယ်အခန်းထဲမှာငုတ်တုတ်ထိုင်သူစာလင်ပြန်လာတဲ့အထိထိုင်ဆောင်နေရမှာလား
သူသာလင်ပြန်မလာရင်ရောဟိုမိမလက်ချက်နဲ့အသက်ထွက်သွားရင်ရောမင်းဘာဆက်လုပ်မလဲမင်းခန့်တို့ကသူသာလွင်ရဲ့ဖုန်းနံပါတ်ကိုနှိပ်တယ်ဖုန်းခေါ်ကြည့်တယ်ဖုန်းမြည်တမ်းကိုနားထောင်ရင်းနဲ့အသက်ကိုပြင်းပြင်းရှူတယ်ဟိုဘက်ကဖုန်းမကိုင်စိတ်ပြက်လက်ပြက်နဲ့ဖုန်းကိုစပွဲပေါ်ပစ်တင်တယ်ထိုင်နေရာကနေထဟိုတယ်ခန်းချင်းချင်းလေးထဲမှာဟိုဘက်ဒီဘက်ခောက်တော့ခောက်ပြန်လမ်းလျှောက်တယ်ပွားထနေတဲ့သပင်းတွေကိုပို့ပြီးတော့ရှုပ်ထွေးသွားအောင်လက်ချောင်းတွေနဲ့ထဲ့မွေတယ်တပ်ပြင်းကိုအခေါက်ပေါင်းများစွာချတယ်နေရောင်ကျလာတာနဲ့အမျှမင်းခန့်ထူးရဲ့ရင်ထဲကစိုးရိမ်စိတ်ကအကောင်ထဲပိုကြီးလာတယ်ဖြစ်ချင်တာဖြစ်မင်းခန့်ထူးစိတ်ကိုဒုံဒုံချတယ်အဝတ်စားတွေကိုခတ်တွတ်လဲတယ်ဟန်ဖုန်းကိုဘောင်းမီအိတ်ထဲကိုထိုးထည့်တယ်ခမည်းကျွန်တော်အပြစ်တင်လဲတင်ပြကျွန်တော်တော့ခမည်းနောက်လိုက်လာပြီမတ်သူစားတယောက်တည်းပါဇက်ကနေတိုးတိုးယွံ့ရင်နဲ့အခန်းတကားစီကိုရှောက်တယ်တကားလက်ကင်ကိုလှမ်းဆွဲတော့မလို့အလုံးမှာတကားခောက်တန်ထွက်လာတယ်တတောက်တောက်ဆိုတဲ့တကားခောက်တန်၃ချက်အပြီးမှာမင်းခန့်ထူးရဲ့အုံနောက်ထဲအချက်ပေးခေါင်းလောင်းတန်နေစူညံကုန်တယ်အချိန်ကိုကြည့်လိုက်တော့ညနေ6 နာရီခွဲဒီအချိန်ဒီနေရာမှာဒီအခန်းကိုလာစရာလူဘယ်သူမှမရှိအထူးသဖြင့်ဒီလိုဟိုတယ်တိတ်တိတ်ဆုပ်ဆုပ်လေးမှာအခန်းကိုတကူးတကလာသတင်းမိမဲ့ဝန်ထမ်းတွေမရှိဘူးအစားအသောက်ပို့တဲ့ဝန်ဆောင်မှုလည်းမရှိဘူးမင်းမတွေစိတ်ပူနေတာလည်းမင်းခန့်ထူသူ့ကိုယ်သူပြန်ပြီးတော့အားပေးတယ်ထိတ်ခနဲဆိုရင်တခုခုဖြစ်တော့မယ်လို့ထင်နေတဲ့စိတ်ကိုဖျောက်ဟိုတယ်အခန်းတကာခောက်တန်ကြားတာနဲ့တတိအနေထားဖြစ်နေရအောင်သူကကြေးစားလူသက်သမားလည်းမဟုတ်ဝန်ထမ်းပြေးလည်းမဟုတ်ဘူးသူစားလင်များပြန်လာတာလားမျောလင်းချက်တစုံတစကြောင့်မင်းခန့်ထူပြုံးမိမလို့တောင်ဖြစ်သွားတယ်မဖြစ်နိုင်ဘူးသူကဖုံးဆက်တာတောင်မကင်တော့တာဒီလိုပြန်လာစရာအကြောင်းမှမရှိတာမင်းခန့်ထူကအခန်းတကားကိုဆွဲဖွင့်လိုက်တယ်တကားဝမှာကောင်လေးတယောက်အသက်တော်တော်ငယ်ဦးမယ်20တောင်ပြည့်သေးဖို့မပေါ်ဘူးအသားညွညွမျက်နှာရှိရှိစပင်တွေကလေကုတ်အထီကိုဝဲကြနေတယ်တီရှက်အပြာနဲ့ဂျင်းပေါင်းမီအနက်ဝတ်ထားတဲ့ကိုခန္ဓာပိန်သွဲ့အရက်ကတော့မင်းခန့်ထူနဲ့တူတူနီးနီးမြင့်နေထူးဆန်းတာကကောင်လေးရဲ့မျက်လုံးအယောင်ဟာတောက်တောက်ပပရှိတယ်ပြီးတော့သူ့လက်ထဲမှာကင်ထားတဲ့စောင်းလိုလိုပေါ်ဝါလိုလိုအဝတ်နဲ့ပတ်ထုတ်ထားတဲ့ခက်ရှိရှိအချောင်းတစ်ချောင်းသူ့ကိုမျက်မှောင်ကျုံပြီးတော့ကြည့်နေတဲ့မင်းခန့်ထူကိုကောင်လေးကပြန်ကြည့်တယ်နှစ်ယောက်စလုံးကစကားမဆဖြစ်တယောက်နဲ့တယောက်အကဲခတ်နေကြတယ်ဒီကောင်လေးကိုငါမြင်မှုသလိုပဲမင်းခန့်ထူတွေးမိတယ်ဒါပေမဲ့တေချာမမှတ်မိဘူးအစဖော်လို့မရဘူးဦးမင်းခန့်ထူလားခမကောင်လေးကမေးတယ်မင်းခန့်ထူကကြောင်တောင်တောင်ဖြစ်သွားတယ်သူ့နာမည်အရင်ကိုပိုင်ပိုင်နိုင်နိုင်ခေါ်လိုက်တဲ့အတွက်ပြီးတော့ကောင်လေးရဲ့ပုံစံကမင်းခန့်ထူမြင်ဘူးနေတယ်လို့ရင်းနှီးနေတယ်လို့မင်းကဘာလုပ်လဲမင်းခန့်ထူကပြန်မေးတယ်ဟိုတယ်အခန်းတကားကိုနောက်မှအသာပြန်စေးတယ်အခန်းပြင်ကိုခြေတလန်းထွက်တယ်ကောင်လေးကနောက်ကိုတလန်းဆုပ်သွားတယ်နှစ်ထပ်တိုက်ဟိုတယ်ရဲ့အပေါ်တက်ဝရဏာမှာသူတို့နှစ်ယောက်ကလွှဲရင်ဘယ်သူမှမရှိညနေစောင်းပြီမို့လို့ကော်ရီတာရဲ့မီးဝေါ်ဟာပတ်လည်မှာပိုးကောင်မွားကောင်တွေပလူပြန်စားပြုတ်နေပြီကောင်လေးကမင်းခန့်ထူကိုအကြာကြီးစိတ်ကြည့်နေတယ်တခုခုပြောကျင်တယ်လို့ပြောတဲ့မပြောတဲ့စဉ်းစားနေတယ်လို့သူ့ပုံစံကဇဝေဇဝါဖြစ်နေတယ်တော်တော်လေးကြာတော့မှကျွန်တော်ရန်နိုင်ပါရုတ်တရက်ဒီနမဲကိုမင်းခန့်ထူမမှတ်မိဘူးအချောင်းတစ်ချောင်းလက်ထဲမှာကင်ပြီးတော့တုံတုံရင်ရင်နဲ့ရက်နေတဲ့ကောင်လေးကိုသူမသိင်ကြဘူးဘယ်ရရန်နိုင်လဲငါမသိဘူးမင်းခန့်ထူပြန်ပြောတယ်အခန်းတကားကိုတော့ခတ်ဖို့ပြင်းတယ်ဦးလေးကျွန်တော်မမှတ်မိဘူးလားမတ်တီအိမ်မှာတော့မင်းခန့်ထူလက်ထဲကတော့တွေလွတ်ထွက်သွားတယ်တရားနှစ်လို့ရေးထားတဲ့နံပါတ်ပြားနဲ့တော့တွေကျမ်းမြေမှာတောက်ခနဲ့ပြုတ်ကြတယ်ဒီဘက်ကိုပြန်လှည့်လာတော့မင်းခန့်ထူပါဇက်ကဟောင်းလောင်ရန်နိုင်ဟိုကောင်မလေးဆန္ဒရဲ့အကိုဟုတ်တယ်မလားငါမှတ်မိပြီကျမ်းပြင်ကတော့တွေကိုကုန်းမကောက်အားသေးဘူးမင်းခန့်ထူကမျက်လုံးပြူမျက်စံပြူနဲ့မင်းမိသွားတယ်ရန်နိုင်ဆိုတဲ့ကောင်လေးကခေါင်းကိုခတ်တွတ်ညိတ်နေမောင်စားပြုတ်နေတဲ့ပတ်ဝန်းကျင်ကိုမလုံမလဲဖြစ်နေတဲ့မျက်နှာနဲ့လှည့်ကြည့်အကဲခတ်တယ်ကျွန်တော်တို့အထင်းမှာစကားပြောလို့ရမလားရန်နိုင်ကအခန်းတကားကိုမင်းငေါ်ပြတယ်ကောင်လေးကအခန်းထဲရောက်တော့မထိုင်ဘူး
မတ်တက်ရက်လျက်သားနဲ့လက်ထဲကအဝေးပတ်ထားတဲ့အချောင်းချစ်ပေါင်စုပ်ထားတယ်။ပြာရာခတ်နေတဲ့ခံစားချက်ကိုငြိမ်သွားအောင်လို့မင်းခန့်သူကအသက်ပြင်းပြင်းရှူတယ်။ရန်နိုင်မဟာထွန်းအုပ်ဆက်မြတ်တော်တာထွန်းမြတ်စန္ဒာထွန်းတို့ရဲ့မိသားစုငိုရောရဲ့ပြဿနာခွင်းဆက်တစ်ခုအခုသူ့ရှိမှရောက်နေပြီသူစားလွင်တာရှိရင်ဦးလေးတယောက်ထဲလားဗျကောင်လေးကမေးတယ်သူ့မျက်လုံးတွေကမင်းခန့်သူကိုကြည့်မနေဘူးအခန်းပတ်လေးကိုစက္ကန့်မလက်အကဲခတ်နေတယ်တခုခုကိုကြောက်နေတယ်လို့မျိုးအမူအရာတစ်မျိုးနဲ့ဦးလေးနဲ့မခေါ်ပါနဲ့ဟာငါအဲ့လောက်ကြီးမကြီးသေးပါဘူးမင်းခန့်သူကပြောလိုက်တယ်အလိုလိုအကဲဆက်နေတဲ့အခြေအနေခံစားချက်ကိုပေါ်ပါသွားအောင်သူ့ထုံးစံအတိုင်းရေသွမ်းသွေးကြည့်တယ်အကိုလို့ခွန်ရပါပြီကွာမင်းကငါချက်ချင်းမမှတ်မိဘူးမင်းကအရက်ကြီးရှိလာတာဟုတ်ကွာရုပ်လည်းနည်းနည်းပြောင်းသွားတယ်အသားတွေပါလေညိုသွားတယ်မတ်တီဒီအိမ်မှာတွေ့တော့မင်းကခလေးလေးပဲရှိသေးတာဟုတ်သူစက်တိုက်ပြောနေတာတွေကိုရန်နိုင်ကကြားသလိုမကြားသလိုအာယုံကတခြားတနေရာမှာရောက်နေသလိုလို့စိတ်ခုံမှာဘလို့လို့ရောက်နေရလဲမင်းပျောက်သွားပြီးကြတဲ့ဟာမင်းသတင်းကိုအစနာမကြားရတော့ဘူးဆိုအခုမိုးရောကလူတွေပြောတာသူတို့ရဲ့ပြောပုံအရဆိုရင်ပြီးတော့မင်းလက်ထက်ကဘာအချောင်းကြီးလဲအစအဆုံးရှင်းပြဖို့အချိန်မရှိဘူးထင်တယ်ရန်နိုင်ကပြန်ပြေးတယ်ဦးလေးအကိုနဲ့ပါလာတဲ့အမကြီးရောဘာမှလဲကျွန်တော်သူ့စီကိုလာတာမင်းခန့်သူကမျက်မှောင်ကျုံလိုက်မိတယ်သူစားလွင့်စီကိုလာတာတဲ့ဒီကောင်လေးကသူစားလွင့်ကိုသူ့ဘလို့သိတယ်လေမတင်ငါစိတ်တွေကတဖွာဖွာပြန်ပေါ်လာတယ်မျက်နှာချိုသွေးသူ့ကိုအပင်ကျွေးလွတ်လိုက်တဲ့ဒေါ်ဦးရုတ်တရက်သတိရသွားတယ်ခဏနေဦးမင်းခန့်သူကပြောတယ်စပွဲနာကိုရှောက်သွားတယ်စပွဲပေါ်မှာတင်ထားတဲ့တောက်ရည်တန်ဘူးနှစ်ဘူးတွေကဖွင့်ပြီးသားတဘူးကိုလှမ်းယူတယ်ရန်နဲ့အနာကိုပြန်လျှောက်လာတယ်ရောက်တောက်လိုက်ကောင်လေးကမင်းခန့်သူလှမ်းပေးတဲ့တောက်ရည်တန်ဘူးကိုမယူဘဲနဲ့ကြောင်ပြီးတော့ပြန်ကြည့်နေတယ်ကျွန်တော်ရေမစားဘူးဗျရတယ်မင်းခန့်သူကရေတန်ဘူးအဖုံးကိုလှည့်ဖွင့်တယ်ရေတန်ဘူးကိုအောက်ချီကနေကင်ညှစ်ကောင်လေးရဲ့မျက်နှာကိုရေနဲ့လှမ်းပတ်လိုက်တယ်ဟာဘာလို့တာလဲဗျရန်နိုင်ကလန့်ပြီးတော့အနောက်ကိုခုန်ဆုပ်တယ်မျက်နှာမှာရွှဲသွားတဲ့ရေတွေကိုလက်နဲ့တုပ်တယ်သူ့လက်ထဲကအချောင်းကိုရှေ့မှာဆန့်တန်းအကာအကွယ်ယူတယ်မင်းခန့်သူကပြေးရေဘူးကိုစပွဲပေါ်မှာပြန်ထင်းတယ်ကြေနဲ့သွားသလိုခေါင်းတငင်ငင်လှုပ်တယ်တေးချောင်စိတ်ရတာပါဘာမှမဟုတ်ဘူးကောင်လေးကခဏတွေ့သွားတယ်ပြီးမှသဘောပေါက်သွားသလိုခေါင်းငိမ့်တယ်နေစမောင်ငါတို့ဒီမှာတဲနေတယ်ဆိုတာဒီကိုရောက်နေတယ်ဆိုတာကိုမင်းဘယ်လိုသိသွားတာမင်းခန့်သူကအခုမှသူတကယ်သိကျင်နေတဲ့မေးခွန်းကိုမေးချလိုက်တယ်ဟုတ်တယ်ရန်နိုင်စိတ်ကူမှာရောက်နေတဲ့အကြောင်းရင်းကိုမသိရရင်တော့ဒီတစ်ခုတော့သိရဖို့လိုတယ်သူဒီမှာတဲနေတယ်ဆိုတာမင်းခန့်သူကုမ္ပဏီကဝန်ထမ်းနေတော့မသိဘူးရန်နိုင်ကဘယ်လိုသိရလဲကျွန်တော်ရန်နိုင်ကမျက်လုံးလွှဲသွားတယ်ကျွန်တော်ပြောရင်အကူကယုံမှာမဟုတ်ဘူးမင်းခန့်သူကစိတ်ပြက်လက်ပြက်တပ်ပြင်းချလိုက်တယ်လာပြန်ပြီဒီစကားယုံနေစိတ်ချဘာဖြစ်တယ်လဲဘယ်လိုသိလာလဲပြောကျွန်တော်အိမ်မက်လို့ရန်နိုင်ကမင်းခန့်သူမကြည့်ဘဲနဲ့ဖြေတယ်ကောင်လေးကအလုံးစုံရှိမှ16နှစ်ပေါ့ဒါပေမဲ့သူ့မျက်နှာကအရွယ်နဲ့မလိုက်အောင်တိချီနေတယ်မျက်လုံးတွေကလည်းအသက်နဲ့မလိုက်အောင်ရင်းကျက်နေတယ်သူငယ်ငယ်တုန်းကပုံစံကိုမင်းခန့်သူပြန်သတိရသွားတယ်ငါတော့ကလည်းဒီကောင်လေးလိုပဲအရွယ်နဲ့မလိုက်တဲ့အတွေ့အကြုံတွေတွေ့ခဲ့ရတာပဲဒါပေမဲ့ဒီကောင်လေးကငါထက်တော့ပိုကြည့်ကောင်းတယ်နည်းနည်းအသက်ရလာရင်မင်းကလေးတွေဝိုင်းဝိုင်းလည်နေမဲ့ရုံမျိုးတွေးရင်းနဲ့မင်းခန့်သူကပြုံးစိတ်စိတ်ဖြစ်ချင်သွားတယ်ဘာကြီးတာလဲဗျကျွန်တော်ပြောတာမယုံဘူးမဟုတ်လားရန်နိုင်ကလေးသမမာနဲ့မေးတယ်မဟုတ်ဘူးယုံတယ်မင်းခန့်သူကအမြန်ပြန်ဖြေလိုက်တယ်ဒီလိုပဲအကိုရဲ့အတွေ့အဟိုရောက်ဒီအောင်နေမို့လို့ထားပါတော့ဘလို့အိမ်မက်မှတ်တာလဲပြောအိမ်မက်ထဲမှာအကိုတို့အကြောင်းပါလို့လားကောင်လေးကခေါင်းကားတယ်မဟုတ်ဘူးဒါပေမဲ့စိတ်ခုံမှာတယောက်ရောက်လာလို့ဒီအိမ်မက်တွေပြောင်းလဲကုန်တယ်ဆိုတာကျွန်တော်သိတယ်ကျွန်တော်ဒီအိမ်မက်တစ်ခုတည်းကိုပဲ2 နှစ်ကျော်လောက်ဇက်တိုက်မှတ်နေခဲ့တာမနေ့ညမှာ
အိမ်မက်ကပြောင်းသွားတာပိုင်ရှင်ရောက်လာပြီတဲ့အဲ့လိုပြောတယ်မင်းခန့်သူကခေါင်းကုတ်လိုက်တယ်ခမားရှိနေကောင်းမယ်မတ်သူစားကျွန်တော်ခမားကိုခေါင်းစားခဲ့တယ်များပြန်ဝစ်လည်နေပြီထင်တယ်ကောင်လေးကခေါင်းကိုငုံပြီးတော့စကားဆက်ပြောနေတယ်လေတန်းကတိုးလွန်းလွန်းမင်းခန့်သူကမနှဲအာယုံစိုက်ပြီးတော့နားထောင်နေရတယ်စိတ်ခုံမှာဟိုတယ်တစ်ခုပဲရှိတာဒီတော့ဒီမျိုးကိုရောက်လာတဲ့သူဒီမှာပဲတဲမှာပြီးတော့ဟိုတနေ့ညစိတ်ခုံအဝင်ဝမှာကားတိုက်တဲ့အကြောင်းကျွန်တော်သတင်းကြားတယ်ကားမောင်းလာတဲ့သူကအမျိုးသမီးတစ်ယောက်တဲ့သူနဲ့အတူတူယောက်ျားတစ်ယောက်လည်းပါတယ်မင်းကလေးကဆိုင်ကတစ်စီးငှားတယ်အဲ့ဒါနဲ့ငါမမင်းကဘယ်လိုသိသွားလဲမသိဘူးကျွန်တော်လည်းမသိပါဘူးဒါပေမဲ့မနေ့ကတည်းကကျွန်တော်စိတ်ခုံတစ်မျိုးလုံးပတ်ပြီးတော့စုံစမ်းနေတာဘာများထူးထူးခြားခြားဖြစ်တယ်လဲပေါ့အကုန်နဲ့အတူတူပါလာတဲ့အမကြီးကမူရောဘက်ကိုထွက်သွားတာမြင်လိုက်တဲ့သူတွေရှိတယ်အဲ့ဒီမှာနည်းနည်းမသိငါဖြစ်သွားတယ်စိတ်ခုံမှာကားတိုက်တာကားကိုဝက်ရှော့မှာထားခဲ့မူရောဘက်ကိုဆိုင်ငယ်နဲ့ထွက်သွားတယ်ဆိုတော့တခုခုပဲကျွန်တော်အိမ်မှာပြောင်းလဲသွားတဲ့ရက်နဲ့ဒီအဖြစ်အပျက်တွေနဲ့တက်တက်ကြီးကိုတိုက်ဆိုင်နေတာထူးဆန်းလွန်းတယ်အဲ့ဒါနဲ့ကျွန်တော်လည်းဒီဟိုတယ်ကိုရောက်လာပြီးတော့မေးကြည့်တော့အခုနာမည်နဲ့တဲနေတယ်ဆိုတာကိုသိလိုက်တာအဲ့ဒီမှာရပြီသဘောပေါက်ပြီရန်နိုင်ဆိုတဲ့ကောင်လေးကိုမင်းခန့်သူကအလိုလိုသဘောကျမိသွားတယ်ကောင်လေးကမစိုးဘူးဒီအထီကိုလိုက်ရှာရောက်လာတယ်ဆိုကြတဲ့ကသူတော်တော်စူးစမ်းစုံစမ်းထားပုံပဲအခုဒီကိုရောက်လာတဲ့တကယ်အချောင်းရံပါလေကောင်လေးကအပြစ်မဖြစ်ဘူးအတော်ကြာတွေးဝေနေတယ်မင်းခန့်သူကစိတ်မရှိဖြစ်လာတယ်အပြစ်မှမှောင်နေပြီသူသာလွင့်စီကိုအပြေးလိုက်သွားချင်နေပြီမနေ့တညလုံးဒီနေ့တနေ့လုံးဒီအခန်းထဲမှာထိုင်ပူနေခဲ့မိတဲ့သူ့ကိုယ်သူတော်တော်မုန်းမိနေပြီညီလေးရန်နိုင်မင်းစီမှာငါသိကျင်တဲ့အဖြေတွေအများကြီးဖြစ်နေပြီငါမေးရတယ်ကိုလည်းတခုမှတက်တက်မဖြစ်ဘူးငါကိုသွားစရာရှိတယ်အရေးကြီးတယ်ပြောစရာရှိတော့မြန်မြန်ပြောရန်နိုင်ကဘာမှပြင်မပြောဘူးခေါင်းငုံနေရကနေမော့ကြည့်တယ်နှကန်းအတွင်းသားတွေကိုကိုက်ထားသလိုသူ့ပါးစပ်မှာတင်းနေတယ်တခုခုကိုဆုံးဖြတ်ချက်ချလိုက်သလိုခေါင်းကိုစက္ကနဲ့ညှိနေဒီမှာကောင်လေးကသူ့လက်ထဲကအဝတ်ပတ်ထားတဲ့အချောင်းကိုမင်းခန့်သူစီကိုလှမ်းပေးတယ်မင်းခန့်သူကကြောင်တောင်တောင်နဲ့လှမ်းယူတယ်ဒါကိုဖြေကြည့်လိုက်ဒီကောင်လေးဒီမြို့ကိုဘလို့ရောက်နေတာလဲအိမ်မက်ဆိုတာကဘာလဲသူကိုယ်တိုင်လည်းအိမ်မက်ဆိုးတွေကြားရှင်တန်လာရတဲ့သူမို့လို့ရန်နိုင်ကိုမင်းခန့်သူကိုချင်းစားတယ်ဒါပေမဲ့ဒီအိမ်မက်ထဲမှာအခုလိုအတိအကျရေးသတင်းပေးတာမျိုးတော့မင်းခန့်သူတခါမှမကြုံဘူးအထက်ထပ်ပတ်ထားတဲ့အဝတ်စားကိုဖြည့်ရင်းနဲ့မင်းခန့်သူတွေးနေမိတယ်ပြီးရင်တော့မင်းစိတ်ခုံဘလို့ရောက်နေသလဲမူရောကနေဘလို့ထွက်ပြေးလာသလဲငါဆက်မေးမင်းခန့်သူရဲ့စကားတဝက်တစ်ပြက်နဲ့ရက်သွားတယ်အသက်ရှူကိုမေးသွားတယ်အဝတ်တွေကြားကနေတဖြည်းဖြည်းပေါ်လာတဲ့အရာကိုစိုက်ကြည့်နေရင်းနဲ့နှလုံးခုန်သံပါတိတ်ဆိတ်သွားတယ်ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပုံရိပ်တွေမနေ့တနေ့ကလိုပဲကြည်လင်နေတော့မယ်စကားဝါရဲ့အမောင်ထဲမှာလက်ခနဲအလင်းရောင်တစ်ခုကကြည်တဲ့တယောက်လိုလှုပ်ရှားမကောင်းဆိုးရတွေကိုတကောင်မီးတကောင်ခုဖြတ်တုတ်တင်နေတဲ့မမမေရဲ့ကိုဟန်အမူအရာတွေမမမေရဲ့ဒါကျွန်တော်ခုနားထဲမှာဇက်တိုက်ကြားနေရတဲ့အတန်တန်ရှိမနေ့ကညကလေးကကျွန်တော်ခုနားထဲမှာဇက်တိုက်ကြားနေရတဲ့အတန်တန်ရှိတယ်မနေ့ကညကလေးကအဲ့ဒီဒါပြန်ဆက်သွားပြီးကလေးကဒီစကားတန်ကိုဇက်တိုက်ကြားနေရတာရန်နိုင်ကဆက်ပြောနေတယ်ပိုင်ရှိစီကိုပြန်မရောက်မချင်းအဲ့ဒီစကားတန်ကိုဆက်ကြားနေဦးမလားမသိဘူးအဲ့ဒါကျွန်တော်မင်းခန့်သူကသူပြောတာတွေကိုကြားတစ်ချက်မကြားတစ်ချက်လက်ထဲကဓာတ်ကိုမီးအောင်အောက်မှာထောင်ကြည့်အသက်ရှူဖို့မိနေတော့မယ်မမမေရဲ့ဓာတ်ဒီဓာတ်ရဲ့အယိုးနဲ့အသွားတွေပေါ်မှာရှုပ်ပွနေအောင်ထွင်းထူထားတဲ့ကနုတ်တွေကိုမင်းခန့်သူမှတ်မိနေတယ်ဒီဓာတ်အောက်မှာအသက်ပြောက်သွားတဲ့မကောင်းဆိုးဝါးတွေရဲ့ပုံရိပ်တွေကိုမင်းခန့်သူကမမေ့သေးဘူးကောင်လေးစီမှာမမမေရဲ့ဓာတ်ဘလို့လုပ်ပြီးတော့ရောက်နေသလဲအခုမင်းခန့်သူကျွန်တော်ပြောနေတာကြားလားရန်နိုင်အတန်ကျဲလာတော့မှမင်းခန့်သူကပြန်ပြီးတော့သတိဝင်လာတယ်ဒီဓာတ်မမမေရဲ့ဓာတ်
မင်းစီကိုဘလို့ရောက်နေရလဲမင်းခန့်ထူရဲ့အတန်ထဲမှာဒေါသအငွေ့သက်တွေပါလာတယ်မင်းသူ့ကိုဘာလုပ်တာလဲမင်းဘာလုပ်ခဲ့လဲရန်နိုင်ကမျက်လုံးအကြောင်သားနဲ့ကြည့်နေတယ်မေးပြီးမှသူ့စကားအတိတ်ပဲမရှိမှန်းမင်းခန့်ထူကသဘောပေါက်သွားတယ်မမမေပျောက်သွားတော့ဟာရန်နိုင်က73နှစ်လောက်ပဲရှိအောင်မယ်73နှစ်ကလေးလှုပ်လိုက်လို့မမမေတည်သွားတာတော့မဖြစ်နိုင်ဘူးဒါပေမဲ့ဒီဓာတ်ဟိုမမမေဆိုတဲ့အနီးကသူကျွန်တော်ကဲရန်နိုင်ကပြောရင်းနဲ့စိုးတက်လာသလိုရှိုက်တယ်မျက်ရည်တော့မကြောက်ချက်ချင်းဆိုသလိုပဲသူ့ရဲ့ငိုမဲ့သွားတဲ့မျက်နှာကိုပြန်တင်းတယ်သူ့ဓာတ်ကျိုးသွားတာကျွန်တော်ကောက်ပြီးတိမ့်ထားတာမင်းခန့်ထူကတက်ပြင်းချလိုက်တယ်ဇလန်းအစုံကိုတထိုင်နဲ့တိရဖို့မဖြစ်နိုင်သူ့လက်ထဲကဓာတ်သူနဲ့မဆိုင်တဲ့ပစ္စည်းတစ်ခုလိုအေးဆက်လေးလံနေတယ်ကျမ်းမြေပေါ်ကျနေတဲ့အဝတ်စားကိုပြန်ကောက်ဓာတ်ကိုပြန်ပတ်တယ်ထားလိုက်တော့နောက်မှပြောတော့အခုအရေးကြီးတယ်ဒီဓာတ်ကိုယူမူရောကိုအမြန်သွားမှဖြစ်မယ်အခုနဲ့ပါလာတဲ့အမကြီးနာမည်ကဘာတူလဲရန်နိုင်ကမေးတာပါသူစားလွင်နဲ့ဘာဖြစ်လို့လဲဟမ်ဒါဆိုရင်မဟုတ်သေးဘူးမဟုတ်ဘူးမှားနေပြီရန်နိုင်ကခေါင်းခိုင်နဲ့ပြောတယ်မင်းခန့်ထူလက်ထဲကဓာတ်ကိုကြောက်စရာသတ္တဝါတစ်ကောင်ကိုကြည့်တယ်လို့လှမ်းကြည့်ဘာမှလို့လဲမမှားဘူးသူစားလွင်ကမမမေရဲ့တမီအရင်ဒီဓာတ်ရဲ့ပိုင်ရှင်မင်းခန့်ထူကခက်တွတ်ပြန်ပြောတယ်ဓာတ်ကိုလက်ထဲမှာစုပ်ကိုင်းတကားကိုဖွင့်မလို့ပြင်းတယ်ကျွန်တော်နားတဲ့ဇရိုက်ကြားနေရတဲ့နာမည်ကအဲ့ဒီသူစားလွင်ဆိုတဲ့နာမည်မဟုတ်ဘူးဘာလဲပပဝေဆိုတဲ့နာမည်လားမင်းခန့်ထူကပြန်မေးလိုက်တယ်ရန်နိုင်မျက်လုံးပြူးသွားတယ်ခေါင်းအမြန်ညှိနေမင်းခန့်ထူကဟားကနေရီလိုက်တယ်တော်တော်လေးပြဆက်ဆန်တဲ့စူပါဟီးရိုးတွေမင်းခန့်ထူကပြောရင်းနဲ့တကားကိုဖွင့်တယ်အပြင်ကိုထွက်တယ်ရန်နိုင်ကနောက်ကနေကုတ်ကုတ်ကလေးလိုက်ထွက်လာတယ်ပပဝေအခုရောမင်းကောင်းထဲမှာအတန်နေကြားနေထုံးမယ်လားရန်နိုင်ကခေါင်းငိမ့်နေဇက်တိုက်ပဲဗျမနေ့ညကလေးကအဲ့ဒီနာမည်ကိုဇက်တိုက်ကြားနေတာအခုထိကိုမရက်သေးဘူးကျွန်တော်ယူတော့ယူချင်လာပြီအပြင်မှာတော်တော်မှောင်နေပြီဒီနေ့ထူးထူးခြားခြားအေးနေတယ်လွန်ခဲ့တဲ့ရက်တွေတုန်းကအိုက်ဆက်ဆက်ဖြစ်နေခဲ့တဲ့ရာသီဥထုဟာအခုတော့သူမဟုတ်တယ်လို့ဝရဏလက်ရန်နေမှာမြူတွေနဲ့ဆိုဆွတ်တောင်ဖြစ်နေတယ်ယူချင်တာတော့မင်းတယောက်တည်းမဟုတ်ဘူးရန်နိုင်မင်းခန့်ထူကညီးလိုက်တယ်ဒါပေမဲ့ယူလို့မဖြစ်သေးဘူးအဲ့ဒီပပဝေဆိုတဲ့မမစီကိုဒီဓာတ်အမြန်ရောက်ဖို့အရေးကြီးတယ်မင်းစီပါကားငားတဲ့အသည့်လေးပါလေရှိလားအခုချက်ချင်းကိုလိုတာရန်နိုင်ကခေါင်းခါတယ်ဟာဒုက္ခပဲအေးပြီးရောဒါဆိုရင်ငါ့ဘာသာငါကောင်တာမှာစုံစမ်းလိုက်မယ်ရှိမှာပါတသေးစီတော့ရှိမှာပါမင်းခန့်ထူကပြောရင်းနဲ့အောက်ထပ်ကိုခတ်တွတ်ဆင်းတယ်ရန်နိုင်ကနောက်ကနေတောက်လျှောက်လိုက်လာတယ်ကျွန်တော်မှဆိုင်ငယ်ပါလာတယ်ရန်နိုင်ကနောက်ကနေလမ်းပြောတယ်မင်းခန့်ထူကလှည့်ကြည့်လိုက်တယ်ငါဆိုင်ငယ်မစီးတတ်ဘူးဟာကျွန်တော်စီးတတ်တယ်ညီလေးမမမေရဲ့ဓာတ်ကိုယူလာပေးတာကျေးဇူးပဲကွာမေးစရာတွေရှိတာလဲနောက်မှမေးတော့မယ်ရတယ်ဒါပေမဲ့မင်းကိုမူရောကိုခေါ်သွားလို့တော့မပြောနဲ့ကွာမဖြစ်နိုင်ငါတယောက်ထင်းနေတောင်သူစားလင်ကကန်ထုတ်ချင်နေတာနောက်ထပ်ကလေးတယောက်ပါခေါ်လာမယ်ဆိုရင်ငါ့ကိုမသူစားရိုက်တက်လိမ့်မယ်ဟာကျွန်တော်လိုက်ခဲ့မယ်ကျွန်တော်ညီမလေးစန္ဒာအခုထိကိုပြောင်းနေတာပြန်မတွေ့သေးဘူးသူတည်သလားရှင်သလားဘယ်သူမှမသိဘူးကျွန်တော်သိမှဖြစ်မယ်ကျွန်တော်တေချာသိမှကိုရမှာဒါပေမဲ့ရန်နိုင်ကစကားကိုဆုံးအောင်နားမထောင်မင်းခန့်ထူကိုကြော့လေကားအောက်ကိုပြေးဆင်းတယ်အောက်ရောက်သွားတော့မှအပေါ်ပြန်မော့ကြည့်တယ်သူ့မျက်နှာကလူကြီးတစ်ယောက်လိုတည်ငြိမ်ပြတ်သားနေတယ်မတိမတာဆုပ်ထားတဲ့လက်သီးဆုပ်တွေကိုမင်းခန့်ထူကလမ်းမြင်နေရတယ်ဟာပြဿနာပဲအကိုဘာသာအကိုကားငားခြင်းလဲငားသွားဒီမြို့မှာကားဆင်းလုံးငားတဲ့သူလည်းမရှိဘူးဆိုင်ကယ်ကယ်ရီနဲ့သွားခြင်းနဲ့ဆိုလဲသဘောပဲကျွန်တော်တော့သွားမှာပဲအကိုမခေါ်လဲကိုဘာသာကိုမောင်းသွားလို့ရတယ်ဘာမှမဖြစ်ဘူးမင်းခန့်ထူလက်လျှော့လိုက်တယ်စက်ငင်းနေလဲထူးမဲ့သဘောမှမရှိဘူးမလာပါနဲ့လို့ပြောနေတဲ့သူစီကိုသူကိုယ်တိုင်တောင်အပြေးသွားခြင်းနေတာပဲမဟုတ်လား
တဖြည်းဖြည်းနဲ့အမှောင်ကျလာတဲ့တောအုပ်ရှည်ထွက်လာတဲ့တစ်ပင်ရိပ်တွေသူ့ခြေလမ်းတွေကအပူအပင်မရှိအလောတကြီးမရှိညှင်းသားတယ်နူးညံ့တယ်အချိန်ဆိုတာသူ့အတွက်သုံးမကုန်တဲ့အရာတစ်ခုဒီတောအုပ်ဟာသူနဲ့အင်မတန်ရင်းနှီးနေတဲ့နေရာရပ်ပေါင်းလပေါင်းနှစ်ပေါင်းများစွာဒီနေရာဒီတနေရာထဲမှာဒီလမ်းကိုအခါခါဒီလိုနေဝင်ရီတရောအချိန်တွေမှာတောအုပ်ထဲလမ်းလျှောက်လာရတာကိုသူသိတဲ့ဘောကြတယ်သူ့ခြေလမ်းတွေအောက်မှာညှိုးငယ်တေဆုံးသွားကြတဲ့မြက်ပင်တွေကိုမြင်လိုက်ရင်သူအလိုလိုပြုံးမိတယ်တောကောင်ငယ်တွေကသူလာပြီးဆိုတိုင်းကြောက်လန့်တကြားထွက်ပြေးကြတယ်သူအငွေအသက်တွေနဲ့အရန်နီးကပ်သွားတဲ့အပင်ဖျားတွေရွက်နှုတွေရင်းရော်ကြွေကြကုန်တယ်စိမ့်ဆူလန်းဆန်းနေတဲ့တောအုပ်ဟာသူ့ရဲ့မကောင်းတဲ့လွှမ်းမိုးမှုကိုလက်မခံခြင်းသလိုအထံဆုံးထွက်ပြီးတော့ညည်းတယ်တထားဆွေသူအနည်းနဲ့အလားမေးပြောက်ထားခဲ့တဲ့နာမည်တစ်ခုဒီနာမည်ကိုပါဇက်ကထုတ်ရွရဲတဲ့ဟိုမိန်းမသူစိတ်တူတူနဲ့ဟက်ခနဲရည်တယ်ရည်တန်ကရည်တန်လိုကြည်လင်ရွှင်မြမနေပဲနဲ့တစ်ခေါင်းထဲကထွက်လာတဲ့အတန်တစ်ခုလိုအိုဆွဲကွဲအံ့နေမမမေဆိုတဲ့မိန်းမအခုတော့ငါကြိုးဆွဲရကရတဲ့အယုတ်တရုပ်ဖြစ်နေပြီတစ်ပင်နေနောက်မှာနေရဲဝါနေသေးတဲ့နေလုံးကိုတထားဆွေလှမ်းကြည့်တယ်သူ့ရဲ့အကြည့်ထဲမှာမုံတိဆက်ဆုပ်ခြင်းနေအပြည့်ပါနေတယ်အလင်းရောင်သူမုံတယ်ယွန်းတယ်အမောင်ကိုချစ်တယ်အမောင်ထုထဲမှာသူပြောတယ်အမောင်အတိပြီးတဲ့ကဘာထဲမှာပို့ပြီးတော့နေသားကြတယ်ဘယ်တော့မှနေမထွက်တဲ့နေရာအလင်းမရှိတဲ့နေရာဟိုတနေ့ညကအဖြစ်ပြက်တွေကိုပြန်တွေးတထားဆွေရဲ့မေးရိုးတွေတင်းသွားတယ်ညင်ညင်တာတာရှောက်လန်းနေတဲ့ခြေလန်းတွေကမနူးညံ့တော့ဘဲနဲ့အရှိန်ပြင်းလာတယ်မြေကြီးကိုစောင့်နှင်းချလိုက်တိုင်းသူ့ခြေပေါ်ကပက်လေရမျက်ပင်နေအတုံးယုံသေးတယ်သူ့ကိုယ်ကစိတ်ထွက်နေတဲ့ဒေါသကိုမခံနိုင်သလိုတစ်ကိုင်းနေဟိုဘက်ကိုရိမ့်နှွယ်သွားကြတယ်မူရောဆိုတဲ့အချင်းထောက်ပုံမှန်ဆိုရင် तू ကတိတ်ပြီးတော့တတိရှိတယ် तू မူရောရဲ့နယ်နိမိတ်ကိုမကြော်မိအောင်အမြဲတစေထိန်းထားနိုင်ခဲ့တဲ့ तू မမမေရဲ့သမီးဆိုတဲ့ကောင်မဒီကောင်မကိုဒေါသတကြီးလိုက်ဖမ်းခြင်းစိတ်နဲ့ငါတတိလွတ်သွားတာရတယ်စက်တနာမရှိဘူးဒီညပြီးရင်ငါသွားခြင်းတဲ့နေရာကိုသွားလို့ရပြီတောဆက်ကိုရောက်တော့သူလမ်းလျှောက်နေတာကိုရက်လိုက်တယ်နေလုံးကဝင်သွားပြီမရှိတော့တဲ့နေရောင်အေးစိမ့်လာတဲ့အမောင်တို့နဲ့အတူတူသူ့ရဲ့ဟန်ဆောင်မျက်နှာဖုံးတွေတဖြည်းဖြည်းနဲ့ကွာကျသွားတယ်တစစ်ပြီးတစစ်ရှေ့ထွက်လာတဲ့ကြောရိုးမိုင်ကြောင့်သူ့ကိုယ်လုံးကအရှိကိုငိုက်လေးဘက်ထောက်စိုက်ကြသွားတယ်လေးတောင်ဆက်ဆက်ခတ်တုံသုံးမရတဲ့လူသွားတွေအထဲကိုတိုးဝင်သွားတယ်ချွန်ထက်တန်မာနေတဲ့သွားချွန်တွေကအစားဝင်ပြီးတော့တိုးထွက်လာတယ်နုနွယ်ဖြူသွဲနေသေးတဲ့အရေပြားတွေခြောက်ကတ်သွားပြီးတော့ခွန်အားအပြည့်နဲ့ကြွက်သားဆိုင်တွေအမြောင်းလိုက်ပေါ်လာတယ်မကောင်းဆိုးပါတဲ့ဟိန်းထွက်လာတဲ့သူ့ရည်တံကြောင့်ပင်မြင့်မှာနားနေတဲ့ငှက်တတိုက်လန့်ပြီးတော့ပြန်ထွက်ကုန်တယ်ဆုလက်တစ်ခုကိုကျင်းစာအဖြစ်အမြင်မှားအထင်သေးကြတဲ့ဟာဒီသူ့ယူဆောင်လာပေးတဲ့ခွန်အားနဲ့ရှင်တန်ချင်းကိုနားမလဲတဲ့သူတွေနှစ်တရာတောင်ပြည့်အောင်မနေရယောဂါဘောင်းစုံနဲ့တဖြုတ်ဖြုတ်တည်နေကြတဲ့ဘဝအောင်မှဖတ်တွေထားခြင်းသူတွေဝေးလံခေါင်တီလုံးနဲ့အတိတ်တစ်ခုမှာသူကိုယ်တိုင်ကလည်းလူဖြစ်ခဲ့ဘူးတယ်ဒါပေမဲ့လူသားဆိုတဲ့တရားဝါဟာအင်မတန်ပြော့ညံ့တယ်ကိုယ့်ထက်ခွန်အားကြီးကိုယ့်ထက်ရက်ဆက်တဲ့အရာနဲ့တွေ့တဲ့အခါအညံ့ခံအရှုံးပေးရတာပဲသူကိုယ်တိုင်လည်းဒီလိုပဲအချိန်ချင်းရှုံးနေခဲ့ဘူးပြီးအဲ့ဒီဘဝကိုသူဘယ်တော့မှပြန်မသွားဘူးအခုဒီဘဝမှာသူပြောတယ်ဒီဘဝကိုသူမမောတယ်ဒီနေရာဟာသူ့နေရာသူ့ရဲ့အစမတန်ကျယ်နေတဲ့ပါဇက်ကပွင့်သွားတယ်သူ့အာကောင်ထဲကနေတကက်ကက်နဲ့ဇက်တိုက်ထွက်လာတဲ့နဝင်စိုးလွန်းတဲ့ဘာသာစကားတစ်ခုသူ့ရဲ့အရှိမြေကြီးကပွက်ဆူလာတယ်မြေကြီးတွေကနေတိုးထွက်လာတဲ့အငွေ့ဖြူဖြူတွေတက္ကနာအတွင်းမှာပတ်ဝန်းကျင်ကိုဖုံးလွှမ်းသွားတယ်မြူငွေ့တွေကသခင်ကိုတွေ့တဲ့ခွေးလိုသူ့ကိုအပြေးလွှာပွေ့ဖက်ကျိုးဆိုတယ်လေးဘက်ထောက်နေတဲ့သူ့ကိုခန္ဓာကိုလွှမ်းခြုံပွေ့ပိုက်တယ်တကားကိုဆွဲဖွင့်အခန်းတစ်ခုတည်းဝင်လိုက်သလိုမြင်ကွင်းဟာတပြေးပြေးနဲ့ပြောင်းလဲသွားတယ်ဒီမြင်ကွင်းအစ်စ်မှာ
တောအုပ်မရှိတစ်ပင်တွေမရှိကောင်းကင်လည်းမရှိမြေကြီးလည်းမရှိပတ်ပတ်လေကာယံထားတဲ့စက်ဝိုင်းတံမြူကိုတတိုင်းဒါကြီးပဲရှိတယ်မြင်ရယုံလင်းနေတဲ့အလင်းရောင်ပြပြရှိတယ်ခက်မမောင်ပဝင်းကျင်ထဲမှာဘေးချင်းကလျက်တန်းစီလက်ကိုဘေးချမတ်တက်ရက်နေကြတဲ့လူတွေအားလုံးရဲ့မျက်နှာတွေကသွေးမရှိသလိုဖြူဆွတ်နေတယ်အားလုံးရဲ့မျက်လုံးတွေကလည်းဟောင်းလောင်ပွင့်အဝေးတတင်အောင်ငေးနေတယ်အရွယ်ဘောင်းဆောင်ပုံစံဘောင်းဆောင်သူလေးဘက်ထောက်နေရကနေပြန်ထတယ်တစ်စစ်ချင်းပြန်ကြုံဝင်သွားတဲ့ကြောရိုးတွေနဲ့အတူတူသူ့ကိုယ်ခန္ဓာပြန်လည်မှတ်လာတယ်ဒီပုံစံကိုသူမကြိုက်ဘူးလူသားတယောက်ဟန်ဆောင်နေရတာကိုသူမုန်းတယ်ဒါပေမဲ့သူတို့နဲ့ဆက်ဆံပြောဆိုဖို့အရေးခွန်အားတွေကိုခဏဘေးဖယ်ရမယ်သူမတက်ချင်တဲ့မျက်နှာဖုံးကိုကောက်တက်ရမယ်ခါးနေရာထိပြန်လဲရှည်ထွက်စင်းကြလာတဲ့သပင်တွေကိုသူပြန်ကောက်သိမ်းပကုံးနောက်ကိုပို့တယ်အဝေးအစားမပါတဲ့သူ့ခန္ဓာကိုယ်မှာမိန်းမတယောက်ရဲ့ရုပ်ဆင်းအင်္ကာတွေကအပြည့်ဒီခွန်အားမရှိတဲ့ပုံတံကိုလှတယ်ကြည့်ကောင်းတယ်လို့လူတွေကထင်ကြတဲ့ဟမ်သူမဲ့ပြုံးပြုံးနေသူ့ပါဇက်ကနေတစုံတစ်ခုကိုခတ်တွတ်တွတ်ရွတ်တယ်သူ့ကိုယ်ထဲကနေကျိုးတွေအရှိန်နဲ့ဖြာထွက်လာတယ်အိမ်ဖွဲ့နေတဲ့ပင့်ကူတကောင်လိုပန်းထွက်လာတဲ့အမြင်အတန်းနေမတ်တက်ရက်နေတဲ့သူတွေစီကိုကျိုးတွေကဥတီပြေးတယ်တယောက်ချင်းစီရဲ့ရင်ညွတ်နေရာတွေကိုဒီဘက်ကနေဖောက်ဝင်ဟိုဘက်ကနေပြန်ထွက်တကူလုံးကိုတိမ့်ချုံရစ်ပတ်တယ်ငြိမ်နေတဲ့သူတွေကအသက်ဝင်လာတယ်အသက်မရှိတဲ့မျက်လုံးတွေသူတို့သခင်စီကိုဝိုင်းအောင်ကြည့်တယ်ဟီးကနေတပြင်းချတဲ့နေရာစူညံထွက်လာတယ်ကျိုးတစ်ချောင်းကိုသူဆွဲခေါ်တယ်ကျိုးထိတ်မှာမိနေတဲ့လက်ပြတကောင်လိုဆွေကနေပါလာတဲ့မိန်းကလေးတယောက်ဒီမိန်းကလေးကသူ့ရှေ့ကိုရောက်တော့ဒူးထောက်လက်နှစ်ဖက်နဲ့သူ့ခြေပြားတွေကိုထိရင်းနဲ့ဦးညွတ်တယ်သူ့ကိုမော့ကြည့်လိုက်တဲ့အဲ့ဒီမိန်းကလေးရဲ့မျက်လုံးတွေထဲမှာရိုသေမျက်နှိုးချင်းတွေတစ်ဖြက်ဖြက်လဲနေတယ်မိန်းကလေးရဲ့မေးစီကိုလက်ညှိုးထိတ်ကလေးနဲ့ချိတ်အသာဆွဲမလိုက်တယ်တီရီသူ့အတန်ကိုကြားလိုက်တော့မိန်းကလေးကကိုယ်လုံးကစက်ကနေတုံသွားတယ်ငါတို့အားလုံးစောင့်နေတဲ့အချိန်ကိုရောက်ပြီတီရီဆိုတဲ့မိန်းကလေးကခေါင်းကိုခတ်တွတ်ညိတ်နေပြောသမျှနာခံမဲ့မျက်နှာမျိုးနဲ့သူ့ကိုမျောလင့်ချီမောကြည့်တယ်နင်းအပြင်မှာစောင့်နေသူကပြောရင်းနဲ့တီရီကိုဆွဲခေါ်မြူတတိုင်းပတ်စီကိုတွန်းထုတ်လိုက်တယ်တီရီရဲ့တကူလုံးကမြူတွေထဲကိုနှိဝင်ပျောက်ကွယ်သွားတယ်သူနောက်ထပ်ကျိုးတစ်ချောင်းဆွဲခေါ်တယ်ဒီတစ်ခါပါလာတဲ့သူကခန့်ငငယ်ကလေးမလေးတယောက်ကလေးမလေးရဲ့အရက်ကသူ့ရင်ညွန့်လောက်ပဲရှိမယ်ကလေးမလေးကသူ့အနာရောက်လာတာနဲ့သူ့ကိုအားရပါရဖတ်တယ်သူ့ပိုက်သားနေရာမှာမျက်နှာကိုအပ်တယ်ဆန္နာကလေးမလေးရဲ့ခေါင်းကိုသူ့အသာပုတ်ပေးတယ်သမီးလည်းအပြင်ကိုထွက်ရမယ်ဟုတ်တယ်နော်ဖတ်ချင်တယ်မလားကလေးမလေးကခေါင်းကိုခက်မြင်မြန်ညှိနေကဲဒါဆိုရင်သွားအပြင်မှာစောင့်နေအနီးပြီးရင်လိုက်လာခဲ့မယ်ကလေးမလေးကမြူတတိုင်းစီကိုခုံပေါက်ပြေးလွှာသွားတယ်အပြင်ကိုတိုးထွက်ပြောက်ကွယ်သွားတယ်သူနောက်ထပ်ကျိုးတစ်ချောင်းကိုဆွဲခေါ်တယ်ဒီတစ်ခေါက်ကျိုးကအလွယ်တကူပြန်ရောက်မလာဘူးတင်းခံနေတယ်ပြတ်ထွက်တော့မလို့တကြွကြီးအတန်တွေထွက်လာတယ်သူဟီးကနေမှန်ပြီးတယ်ကျိုးကိုစောင့်ဆွဲလိုက်တယ်နင်ကအခုထိကိုရှုံးမပေးသေးဘူးလားကျိုးထိတ်မှာရုံးကန်ပြီးပါလာတဲ့အမျိုးသမီးကိုမေးတယ်ဘယ်နှစ်ကြာအောင်အငတ်ခံမလဲဘယ်လောက်ထိတောင့်ခံနိုင်မလဲနင်ပဲယုံနိုင်မလားငါပဲဆွဲနိုင်မလားကြည့်ချသေးတာပေါ့ဒီအမျိုးသမီးရဲ့မျက်လုံးတွေကအဖြူတက်တက်မဟုတ်အယောင်အစင်းကြံနေတယ်မိန်ဖြော့နေတဲ့မျက်စံနှစ်ခုဟာအလင်းတက်တက်ထွက်ချင်နေသေးတယ်အဲ့ဒီအမျိုးသမီးရဲ့မျက်နှာကိုသူလက်နှစ်ဖက်နဲ့စုပ်ကိုင်းအနားကိုဆွဲခေါ်တယ်နင်းကိုငါပိုင်နေနင်ငါခိုင်းတာလောက်ရမယ်နင်နားလေလားသူ့လေတန်းကထိန်းထားလျက်သားနဲ့ဒင်းမာနေတယ်ဒီမိန်းမမျက်နှာကိုကြည့်လိုက်တိုင်းလိမ့်တက်လာတဲ့ဒေါသအခိုးအငွေ့တွေကိုထိမ့်မရသေးဘူးတရက်ရက်ကြာရင်တော့နင်ထိမ့်လို့မရတဲ့အချိန်ရောက်လာမှာပဲမမမေ
နင်ဟာလူမဟုတ်တော့ဘူးအဲ့ဒါကိုမေ့နေတာလားဟမ်နင်တိတ်မုန်းနဲ့မကောင်းဆိုးပါလေအခုနင်ကိုယ်တိုင်ဖြစ်နေပြီကိုလည်းလက်မခံဘယ်လောက်ထိကိုဟန်ဆောင်နေဦးမလဲမမမေဆိုတဲ့မိန်းမမျက်နှာတစ်ချက်ပြတ်မသွားဘူးသူတစ်ပါးနေရာကိုရောက်နေတဲ့ပုံစံနဲ့မတူသူ့အိမ်သူ့ယာမှာသူ့ကိုယ်သူပိုင်နေတဲ့ပုံစံမျိုးနဲ့မျက်နှာထားတင်းနေတယ်သူ့ရဲ့စိတ်ထဲမှာဒေါသတွေအလိမ့်လိမ့်တက်လာပြန်တယ်ဒါပေမဲ့ဒေါသကိုမျိုးချတယ်စိတ်တူစရာမလိုဘူးဒီမိန်းမမမေဆိုတဲ့မိန်းမကိုငါပိုင်နေငါနောင်ကြိုးတွေသူ့ကိုရစ်ပတ်ထားတာပဲတထားဆွေနင်ဘာတွေမလုံးမလဲဖြစ်နေသလဲနင်ဘာကိုကြောက်နေတာလဲဒီမိန်းမကိုနိုင်မဲ့နောက်ထပ်တစ်ခွက်နင်းလက်ထဲမှာရောက်နေပြီလေပြောလိုက်လေအော်ဒါနဲ့ငါပြောဖို့မေ့နေတယ်နင်းသမီးကအခုမူရောမှာရောက်နေတယ်နင်းသိပြီလားမမမေရဲ့တကူလုံးကစက္ကနဲတောင့်တင်းသွားတယ်မိန်ပြော့နေတဲ့မျက်ဝန်းတွေချက်ချင်းအလင်းဝင်တောက်ပါလာတယ်မမမေရဲ့မျက်နှာအမူအရာပြောင်းသွားတာကိုကြည့်ရင်းနဲ့သူသဘောကျသလိုတဟားဟားရှိတယ်အမေမျက်နှာဟာဖြစ်ပျက်သွားလိုက်တာနင့်သမီးနဲ့နင်းမကြခင်တွေ့ရမယ်စိတ်မပူနဲ့ဒီအထဲမှာတစ်သက်လုံးနင်တို့သားမိနေကြအတူတူနေကြငါတို့တွေအကုန်လွတ်မြောက်သွားတဲ့အခါနင်တို့ပဲဆက်ပြီးတော့ပိတ်လောင်ခံရာတပ်ပံအချင်းကြနေရမယ်နားလေလားသူပြောရင်းနဲ့စိတ်မထိန်နိုင်တော့သလိုလက်ကမြောက်တက်သွားတယ်မမမေရဲ့မျက်နှာစီကိုအရှိန်နဲ့ပြန်ကျလာတယ်ဖုံးကနေအတန်နဲ့အတူတူလဲထွက်သွားတဲ့ခေါင်းကိုဖြည်းဖြည်းချင်းပြန်တက်မမမေရဲ့မျက်လုံးတွေသူ့စီကိုပြန်ရောက်လာတယ်အဲ့ဒီမျက်လုံးတွေထဲမှာအကြောက်တရားတစ်စက်မှမရှိဘူးမျက်နှာမှာလည်းစိုးရိမ်ပူပန်ခြင်းအလင်းမရှိနှကန်းတွေကအပေါ်ကိုကိုက်တက်ပြီးတော့တိတိတသာပြုံးနေတယ်ဘာလို့ပြုံးနေရလဲဘာသဘောလဲနင်ဘာဖြစ်နေတာလဲဒီမိမအရှိရောက်ရင်သူ့ရဲ့အမူအရာတွေကဒီလိုဖြစ်သွားတာကိုသူမုန်းတယ်ဒီမိမကိုနိုင်အောင်မထိန်နိုင်သေးတဲ့အတွက်သူ့ကိုယ်သူအပြစ်တင်ခြင်းနဲ့ဒီမိမရဲ့တင်းမာနေတဲ့မျက်လုံးတွေကိုနှိုက်ထုတ်ဝါးစားပစ်ခြင်းနဲ့နှခါပြန်တက်လို့ရရင်တက်ပစ်ခြင်းနဲ့နင်းအေးနင်အဲ့လိုပဲပြုံးနေနင့်သမီးအလောင်းငါဆွဲခေါ်လာတဲ့အခါဒီလိုစက်ပြုံးနိုင်အောင်မလားငါကြည့်မယ်မမမေကပခုံးတွန့်နေဒီနေရာမှာဒီမိန်းမနဲ့ဆက်ပြီးတော့စကားပြောနေလို့မဖြစ်ဘူးသူ့ရဲ့စိတ်တွေကြောက်ကြက်ဖြစ်လာတယ်အောင်နိုင်သူတယောက်အနေနဲ့ခံစားချက်ကတဖြည်းဖြည်းပျောက်ကွယ်လာခြင်းနဲ့မမမေရဲ့မျက်နှာပေါ်ကအပြုံးဟာသူ့ရဲ့မန်းကိုတလွာချင်းဆွဲခွာနေသလိုမမမေကိုစောင့်တွန်းလိုက်တယ်ညူတိုင်းပတ်စီကိုဦးတီသူလှည့်ထွက်လိုက်တယ်ဟင်းဆိုတဲ့အော်ဒန်ကြာဖို့နဲ့အရိုက်ခံလိုက်ရတဲ့မြင်းတကောင်လိုသူ့ရဲ့တကူလုံးဟာတွန့်ငနေဖြစ်သွားတယ်လှည့်မကြည့်နဲ့ဒီမိန်းမကိုနင်းမကြောက်ဘူးတတ်ထားဆွေကြောက်စရာမလိုဘူးဒါပေမဲ့သူ့ကောင်ကအလိုလိုလှည့်ကြည့်မိပြီးသားဖြစ်နေပြီအမောင်တဲကနေမမမေကသူ့ကိုလှမ်းကြည့်နေတယ်မျက်နှာကတော့ပြုံးမြဲပြုံးစဲနင်းတေနေဆွေတော်မယ်တထားဆွေသူသားလွင်ဟာစာအုပ်တအုပ်ကိုဖြည်းဖြည်းချင်းလှန်ဖတ်နေတယ်စာအုပ်ထဲကပုံလေးတွေကချစ်စရာဝုံအမေကြီးနဲ့ဝုံသမီးလေးရဲ့ဇလန်းဆောင်းထဲမှာတွင်းအောင်တဲ့အခါဘလို့ပပုံအိတ်ဆက်ရမလဲအမေကသမီးကိုသင်ပေးနေတယ်ဝုံမလေးကသူ့အမေကိုဖတ်ပြရင်းနဲ့အပြင်ထွက်ချင်တဲ့အကြောင်းပူစားတယ်အပြင်မှာအန်ဒီရများတယ်သမီးရဲ့အမေနဲ့နေတော့တဲ့ဝုံမကြီးကပြန်ပြောတယ်သူသားလွင်ဟာစာအုပ်ကိုပိတ်တယ်အမေတဲ့အမေဆိုတာဘလို့များပါလဲဒီချေနှင်းတို့လိုသဘောကောင်းတဲ့အန်ဒီကြီးများလားဒီချေနှင်းဟာဒီကေဟာမှာလူချစ်လူခင်အများဆုံးဆရာမအမြဲတမ်းပြုံးနေတတ်တယ်တပတ်ကိုတစ်ခါចောင်းသားတွေအတွက်တရားလုံးတွေယူလာပေးတတ်တယ်ဒီချေနှင်းလိုသဘောကောင်းတဲ့အမေမျိုးရရင်တော့သူစားလင်လိုချင်ပါတယ်။အိုးဘလို့အမေပဲဖြစ်ဖြစ်သူစားလွင့်အတွက်ကတော့လိုချင်တာပါပဲ။မွေးစားမိဘတွေရသွားတဲ့ကလေးတွေကိုတွေ့တဲ့အခါတိုင်းသူစားလွင့်ရဲ့စိတ်ထဲမှာမနာလိုစိတ်ကတလိမ့်လိမ့်တက်လာတယ်။ဒါမကောင်း။အဲ့လိုမနာလိုမဖြစ်ရဘူးလို့သူစားလွင့်သိပါတယ်။ဒါပေမဲ့လည်းမတက်နိုင်။စိတ်ထဲမကောင်းတာတော့အမှန်ပဲ။
သမီးကျောင်းစာသင်ချိန်မှာကာတွန်းမဖတ်ရဘူးလို့ပြောထားတယ်လေဒီချိန်နဲ့ကသူစားလွင့်ရဲ့စပွဲနာကိုရှောက်လာရင်လည်းပြောတယ်သူစားလွင့်စာအုပ်ကိုပိတ်လိုက်ပြီးတော့အန်ဆွဲတဲ့ကိုထဲတယ်ဘေးကကလေးတွေကသူစားလင့်ဘက်ကိုကွက်ချီလှုပ်ရင်းနဲ့ဒီတို့အတင်းတုတ်ကြတယ်သူစားလွင့်ကအတန်းခဏကြတယ်ဒါကြောင့်အခုအတန်းထဲမှာ तू ကအသက်အကြီးဆုံးဖြစ်နေတယ်အရက်ကလည်းရှည်သေးတယ်ဆိုတော့ဂလန်ကလားနဲ့ကလေးတော်တဲ့ရောက်နေတယ်လို့ဖြစ်နေတာတကယ်ကတော့သူစားလွင့်စာမညံ့ပါဘူးကျောင်းစာကို तू နိုင်နေနားလေတယ်ဒါပေမဲ့ဆောင်းမွေးတွေမဖြေချင်ဘူးနောက်တန်းထပ်မတက်ချင်ဘူး10တန်းအောင်သွားတဲ့အခါဒီဂေဟာကနေထွက်သွားရမယ့်အဖြစ်ကိုသူစားလွင့်ရင်မဆိုင်ရဲဘူးမိဘမရှိပေမဲ့ဂေဟာရဲ့အရေးအာဝါဒအောက်မှာသူ့လုံးကျုံနေဒါသူ့အိမ်ပဲဒီနေရာကထွက်ကို့ဘာသာကိုရက်တည်ရမယ်အဖြစ်သူမတွေ့ရဘူးကြောက်တယ်ဆရာမကစာဆက်တင်နေတယ်တင်မုံပေါ်မှာပထဝီမြေကျောတွေရဲ့ပုံတွေကိုဆွဲပြတယ်မြေစီလိုအထက်ကာရန်ထားတဲ့ကြောက်ဆိုင်ကြောက်ခဲတွေအကြောင်းရှင်းပြတယ်ဟိုးအောက်ဆုံးမှာနှစ်ပေါင်းများစွာဖိနှိပ်ခံတလက်တောက်ရင်းနဲ့စိန်တုံးစိန်ကဲဖြစ်သွားတဲ့မီးသွေးခဲတွေအကြောင်းရှင်းပြနေတယ်သူစားလွင့်ရဲ့အာယုံနေတင်မုံစီမှာမရှိဘူးသူအပြင်ကိုငေးနေတယ်စာတင်ကပဒင်းပေါက်ကနေအပြင်ဘက်ကိုလှမ်းမြင်ရတယ်လမ်းမမှာသွားလာနေတဲ့သူတွေကားတွေရုတ်တရက်ပဒင်းပေါက်မှာပေါ်လာတဲ့လူရိတ်တရိတ်နေရောင်ကြီးကပျောက်သွားတယ်အရာရာဟာမှောင်ကျသွားတယ်စောစောကလင်းချင်းနှွေးထွေးနေတဲ့စာတင်ကန်းအေးဆက်မှောင်မဲသွားတယ်အပြာတက်တဲ့အလင်းရောင်ဟာတခန်းလုံးကိုလွှမ်းနေတယ်သမီးစာတင်ချိန်မှာကာတော့မဖတ်ရဘူးတဲ့ဆရာမပြောတယ်လက်ထဲကစာအုပ်ကိုသူစားလွင်ငုံကြည့်တယ်သူ့လက်ထဲမှာမှတ်စုစာအုပ်တအုပ်ရောက်နေတယ်စာအုပ်ထဲမှာခဲနဲ့ရေးချစ်ထားတဲ့ရုပ်ပုံပေါင်းများစွာရုပ်ပြက်ဆင်းပြက်လိန်ခွေးခောက်နေတဲ့ကိုယ်ခန္ဓာတွေအရေးတများသွားချွန်နဲ့အယိုးကောင်းနေအမျိုးအမည်မသိဘာသာမသိတဲ့သင်္ကေတတွေကာတွန်းစာအုပ်မဟုတ်တဲ့အကြောင်းရှင်းပြမလို့သူစားလွင်ခေါင်းမော်တယ်ဆရာမကသူစားလင်းကိုကြည့်နေတယ်ဆရာမမျက်နှာကအမှောင်ထဲမှာတဖြည်းဖြည်းနဲ့ပြောင်းလဲနေတယ်တစ်ဖက်ချင်းကွာကျသွားတဲ့အရေပြားတွေရဲ့အောက်မှာအယိုးဖြူဖြူတွေပေါ်လာတယ်ပြုံးလိုက်တဲ့သူ့ပါဇက်ကထောင်းနှစ်ထောင်မှာဟာပြေးဖြစ်နေတယ်ပြတင်းပေါက်ကတတောက်အတန်းသူစားလင်းလှည့်ကြည့်တယ်ပြတင်းမှန်ကမြူတွေနဲ့ဆွတ်မှုံဝါးနေတယ်အပြင်ကလူရိတ်ကမှန်ပေါ်မှာတခုခုရေးနေတယ်ဖြည်းဖြည်းချင်းပေါ်လာတဲ့စက်လုံးကိုသူစားလင်ဖတ်တယ်ပပဝေးတဲ့မသူစားသူစားလင်ဟာမျက်လုံးတွေကိုဖွင့်လိုက်တယ်ကိုမင်းက sorry ကျွန်မအိပ်ပျော်သွားတာသူစားလင်ရဲ့စကားတဝက်တစ်ပြက်နဲ့ရက်သွားတယ်သူ့ကိုစိုက်ကြည့်နေတဲ့သူကမင်းခန့်ထူးမှမဟုတ်ပဲကိုသားကို sorry ပါကျွန်မခဏလေးမေ့ကနေဖြစ်သွားတာဘုံကြီးเจ้าဝရဏလက်ရန်ကိုမှီပြီးတော့အိမ်မောကျသွားခဲ့တဲ့သူ့ကိုယ်သူစားလင်ခတ်တိုးအပြစ်တင်တယ်ပွားထနေတဲ့သပင်းတွေကိုခက်မြသိမ့်စီအနောက်ကိုပို့တယ်လိန်တွန့်ပြီးတော့အပေါ်ကိုတက်နေတဲ့ရှက်အင်းကြီးလက်ကိုပြန်ချတယ်သူစားလင်ရဲ့လက်ကအယုတ်တွေကိုတအူးကမမြင်ချင်အောင်စောင်းဟိုဘက်ကိုလှည့်သွားတယ်ရပါတယ်ဗျခမကြည့်ရတာလဲတော်တော်ပင်ပန်းနေတယ်ပုံမယ်တညာလုံးဘေးတွေလျှောက်သွားနေရလေရတအူးကမေးတယ်သူ့လက်ထဲကရေတံဖို့သူစားလင်ရဲ့လက်ထဲကိုထည့်ပေးတယ်သူစားလင်သူ့မိကုန်းပြန်မဖြေသေးဘူးရေတံဖို့ကိုဖွင့်အားရပါရမော့ချတယ်6တောင်ထနေတဲ့လေချောင်းတွေကိုရေအေးတွေဖြတ်ဆင်းသွားတော့နည်းနည်းလေးလန်းလာတယ်ခမားဆိုင်ကလည်းစီးကုန်နေလို့ကျွန်တော်စီထည့်ပေးထားတယ်ချောင်းရှိမှရထားတဲ့ဆိုင်ငယ်ဘက်ကိုမင်းငေါ်ပြရင်နဲ့တက်ဦးကပြောတယ်စိတ်ကုံကနေဒီအထိခမားတယောက်တည်းဆိုင်ငယ်နဲ့လာခဲ့တယ်ဆိုတော့ကျွန်တော်ဖြစ်မယုံနိုင်သေးဘူးရန်ကုန်သူတွေဆိုင်ငယ်မစီးတက်လောက်ဘူးထင်နေတာဗျဟုတ်ကျေးဇူးပါမင်းညတညာလုံးရွာထဲကိုပတ်ကြည့်နေတာအဲ့ဒါကြောင့်စီကုံသွားတာဖြစ်မယ်ကျမရန်ကုန်သူဆိုပေမဲ့နေမှာအကြိုင်းနေခဲ့ဘူးလေသူကလည်းပြောရင်းနဲ့အတိတ်ကနေရာတစ်ခုဟာသူ့အာယုံနဲ့ဝင်လာတယ်ခေါင်းကိုခက်နာခအတွေးတွေကိုရိုက်ထုတ်လိုက်တယ်ဒီမှာခဏနားခွင့်ပေးတာကျေးဇူးပါကိုတဲ့ရပါတယ်ရခမရကလည်းမနေ့ကကလေးကဒီမှာလာနေရတာပဲဘာလို့ရွာတွေကိုတယောက်တည်းရှောက်သွားနေရလဲမတော်တဆတဦးကစကားကိုမဆက်ချင်တယ်လို့တုံဆုံဖြစ်နေတယ်ပြီးတော့မှတပြင်းကိုချ
စကားကိုဆက်တယ်တခုခုနဲ့တွေ့ရင်ဒုက္ခရောက်နေမယ်သူစားလွင်ရေးချင်းတယ်လို့ဖြစ်သွားတယ်အဲ့ဒီတခုခုနဲ့တွေ့ကျင်လို့မနေ့ကညနေကလေးကနေဒီနေ့မနေ့လင်းတဲ့အထိရွာရဲ့အိမ်နေတအိမ်မီတအိမ်လိုက်ကြည့်ခဲ့တယ်ရွာနောက်ပိုင်းကရေတွင်းပြက်ရှိတဲ့နေရာကိုလည်းတွားခဲ့တယ်ငူရောရဲ့ညက်နဲ့ထဲကိုမိုက်ကန်ဝင်တိုးခဲ့တယ်ဒါပေမဲ့ဘာမှမတွေ့ခဲ့ဘူးဟန်ဆောင်ကောင်းတဲ့မိန်းကလေးတယောက်လိုမူရောဟာသူ့ရဲ့မျက်နှာအမှန်ကိုလှက်မပြဖုံးကွယ်ထားတယ်ဖုံးကွယ်ထားမှလည်းတိတာနေတယ်အနောက်မူရောရဲ့အငွေ့တက်ကပုံမှန်မဟုတ်ဘူးတကားတွေစိတ်မီးတွေပိတ်ထားတဲ့ပြင်အောင်အိမ်တွေထဲမှာထုတ်မပြခြင်းနဲ့လျှို့ဝှက်ချက်တွေရှိနေတယ်အပင်ရိုင်းတွေကြားကွေ့ကောက်ဝင်သွားတဲ့မင်းနီလန်းတွေပေါ်မှာလူမမြင်တဲ့ခြေရာတွေရှိနေတယ်ရောက်ခဲ့လားဗျတအူးရဲ့မေးစကားကြောင့်သူစားလည်းအတွေးရက်သွားတယ်ရှင်ဘယ်ကိုရောက်အောင်မလဲရေတွင်းပြက်ဘက်ကိုရောက်ခဲ့သေးလားလို့မေးတာအော်ဟုတ်ကဲ့သူစားလွင်းကကောင်းငိမ့်နေဒါပေမဲ့ဘာမှမတွေ့ပါဘူးဘာမှမရှိဘူးအော်ကျွန်တော်လည်းဒီနေ့မြို့ပြန်မလို့ပြင်ဆင်နေရဗျခမည်းရောက်လာတာနဲ့မပြန်ဖြစ်သေးတာအော်ဟုတ်ကဲ့အားနာပါတယ်ကျမလည်းတညာလုံးမအိပ်ရသေးတော့မိုးဝေဖြစ်ချင်လာတာနဲ့ပြီးတော့ရွာမှာလည်းအသိဆိုလို့တယောက်မှမရှိဘူးလေအဲ့ဒါကြောင့်ဒီဖုန်းညောင်းဘက်ကိုလာခဲ့တာတကယ်ကတော့ဒီအကြောင်းရဲ့အရေးအာဝါဒအောက်မှာစိတ်ချလက်ချအနားယူခြင်းလို့ဒါနဲ့ခမည်းနဲ့အတူပါလာတဲ့ဟိုအကိုကြီးရောဗျကိုမင်းခန့်ဆိုလား तू မပါဘူးလားသူစားလေးကခေါင်းခါတယ်တတီတီတုံခါနေတဲ့ဖုန်းကောက်မကင်မရအောင်မနေ့ကတစ်နေ့လုံးတညလုံးစိတ်တင်းထားရတယ်မျက်နှာငယ်နဲ့ကြံနေခဲ့တဲ့မင်းခန့်ထူကိုမြင်အောင်ပြီးတော့စိတ်မကောင်းဒါမှမတက်နိုင်ဘူးမင်းခန့်ထူလည်းပင်ပန်းလာပြီစကဝါရဲ့သားကောင်အဖြစ်နှစ်ပေါင်းများစွာသူဒုက္ခခံခဲ့ပြီးပြီအခုမူရောတော့သူစားလွင်တယောက်တည်းရင်ဆိုင်ပြရစီတော့မင်းခန့်ထူဘလောက်ပဲဟန်ဆောင်ကောင်းပေမဲ့သူ့မျက်ဝန်းတွေထဲမှာနွမ်းနယ်မှုကအထင်သာပေါ်နေတယ်အရွယ်နဲ့မလိုက်အောင်ငယ်ရွယ်နှုတ်ပြိုနေခဲ့တဲ့မင်းခန့်ထူရဲ့မျက်နှာကအခုဆိုရင်အသက်နဲ့မလိုက်အောင်ပင်မအိုစားနေတယ်သူဘာတွေကိုဖွက်ထားထိန်ချန်ထားတယ်လေသူစားလည်းမသိဘူးဒါပေမဲ့သူအရန်ပင်မနေပြီဆိုတော့သူစားလည်းသိတယ်သိကြတယ်အော်လာလေအထက်ကိုလာဗျမနှက်စာစားအောင်တအူးကပြောပြီးတော့ထထွက်ကျောင်းထဲကိုဝင်သွားတယ်ပြတင်းကားတွေအကုန်ဖွင့်ထားတဲ့အတွက်ကြောင့်ပြင်ပနေအောင်ကကျောင်းဆောင်ထဲကိုအပြည့်အဝဝင်တခန်းလုံးကိုလင်းထိန်နေတယ်အခန်းတစ်ခုလုံးကရှင်းလင်းနေတယ်စွန်းစားဆောင်ဖြစ်မယ်အခန်းအလယ်မှာချထားတဲ့ဇပွဲတစ်လုံးထိုင်ကုန်တချို့ဇပွဲပေါ်မှာအစားအသောက်နဲ့ရေခွက်တွေဒီကျောင်းကကပ်ပြာကြီးကကျွန်တော်နဲ့အမျိုးလိုတော်ဖြစ်နေပြီဗျတအူးကအစားအသောက်နဲ့ပါဇက်ထဲကိုထိုးထည့်နေပြောတယ်ကျွန်တော်လာနေတဲ့ရက်တွေဆိုရင် तू ကအကုန်လုံးကိုပြင်ဆင်ပေးထားတတ်တယ်။ကျွန်တော်ကလည်းကျောင်းရဲ့ဝေယဝိဆနည်းနည်းကူလို့အလူငွေလေးပါလေးရှာပေးအဲ့လိုပြန်ကူညီရတာပေါ့။ကျောင်းတိုင်ဆရာတော့အသေးရောက်လာရင်တော့ပို့ပြီးတော့အဆင်ပြေမယ်။ကိုတော့အကူကဘာလို့မူရောကိုဆက်ပြီးတော့လာနေရလဲ။စကားမဆက်မေးလိုက်တဲ့သူစားလွင့်ရဲ့မေးခွန်းကြောင့်တအူးကခဏတွေ့သွားတယ်။ရေခွက်ကိုလှမ်းယူရေသုံးလင်းငုံကြိုက်ချတယ်။ပတင်းပေါက်ကနေလှမ်းမြင်နေရတဲ့တစ်ပင်နေစီကိုငေးကြည့်တယ်။တော်တော်လေးကြာမှကျွန်တော်ခမားတို့ရှင်းပြပြီးမဟုတ်ဘူးလားမတင်ကားစရာကောင်းတဲ့သူတွေကိုစောင့်ကြည့်ဖို့မဟုတ်သေးဘူးအကိုပြောတာအဓိပ္ပာယ်မရှိဘူးမတင်ကားစရာကောင်းတဲ့မိသားစုတွေကိုစောင့်ကြည့်ပြီးတော့ဘာလုပ်မှာလဲသူတို့ကတခုခုလုပ်တယ်ဆိုရင်အကိုဘက်ကဘာပြန်လုပ်လို့ရမှာလဲဖြစ်လာမယ့်အဖြစ်အပျက်တွေကိုအကိုတားနိုင်လို့လားတားနိုင်တယ်မတားနိုင်တယ်တော့ကျွန်တော်မသိဘူးကျွန်တော်သိတာတခုရှိတယ်အဲ့ဒီသပင်ရှိနဲ့မိန်းမသူတခုခုကြံစီနေတယ်သူ့အကြံအောင်သွားရင်လူတွေအများကြီးဒုက္ခရောက်မယ်ဒီတော့ကျွန်တော်ဒါကိုမသိချင်အောင်စောင့်မေ့ထားလို့လည်းမဖြစ်နိုင်ဘူးဗျတအူးရဲ့လေတံမားလာတယ်ဒါနဲ့ခမရတယောက်တည်းဒီကိုဘာလာလောက်တာလဲကျွန်တော်ပဲမေးဖို့နေထုတ်မနေနဲ့ခမရလည်းဖြေအောင်ကိုမင်းခန့်ဆိုတဲ့သူဘယ်ရောက်သွားလဲပြီးတော့ခမရတို့နှစ်ယောက်စီးလာတဲ့ကားဘာမှလဲမနက်ကလေးကမေးမလို့ပဲခမရအိပ်ပျော်သွားတယ်မမေးလိုက်ရတာစိတ်ခုံအဝင်ကအဖြစ်ပြက်တွေကိုသူစားလွင်အချင်းချင်းပြောပြတယ်စကားဆုံးသွားတော့တအူးကသူစားလွင်ကိုပါဇက်အဟောင်းသားနဲ့ကြည့်နေတယ်ပြီးကမှဟာ
ကျွန်တော်ကိုယ်တိုင်ကြုံခဲ့ဖူးလို့သာခမည်းပြောတာကိုယုံတာတခြားသူတွေသွားပြောရင်တော့ခမည်းကိုအယူလို့ထင်ပါပဲဒါနဲ့ကားတိုက်တယ်သာပြောတာခမည်းကမှဒဏ်ရာတန်ချက်လေတခုမှမတွေ့ပါလားတဲ့ဦးကပြောရင်းနဲ့သူစားလင်းကိုခြေဆုံးကောင်းဆုံးကြည့်တယ်သူ့မျက်လုံးတွေကသူစားလင်းရဲ့လက်ဖြံနာအစွန်းထွက်နေတဲ့စေးမင်ရုပ်တွေစီမှာအခုမတင်ငါဖြစ်နေတဲ့မိသားစုတွေဆိုတာဘယ်သူတွေလဲကျမကိုပြောပြလို့ရမလားသူစားလင်းကတိတိတသားပဲစကားလွှဲလိုက်တယ်တီးတော့ခမည်းဘာလုပ်မလို့လဲကျမအမေဘယ်ရောက်နေတယ်လဲဆိုတာကိုသူတို့မေးခြင်းတယ်သူတို့တခုခုတော့သိမှသိကြတယ်ဟိုမိန်းမနဲ့ဓာတ်ရိုက်ပတ်သက်နေတဲ့မိသားစုတွေမလားဟိုမိန်းမပြူစားတာကိုခံနေရတဲ့သူတွေသူတို့တခင်ကြောင့်သူတို့သိမှာပေါ့ကျွန်တော်လည်းခင်ဗျားကိုဘယ်လိုပြောရမလဲတူကပြောရင်းနဲ့တပြင်းအရှိချတယ်ပြောရရင်တော့အနောက်မူရောမှာနေကြတယ်မိသားစုတွေအကုန်လုံးကျွန်တော်မသိငါဘူးသူတို့တွေအားလုံးကဟိုမိန်းမလက်အောက်ကိုရောက်နေကြပြီလို့ကျွန်တော်ကတော့ထင်တယ်ပြီးတော့မတ်သူစားလဲခမည်းအမေကဒီလောကမှာမရှိတော့တာတေချာသလောက်ဖြစ်နေပြီဘာအောင်လိုက်ရှာနေဦးမှာသူ့စကားကြောင့်သူစားလင်းစက္ကနဲ့ဖြစ်သွားတယ်ရှင်အဲ့လိုမပြောပါနဲ့ရှင်တေချာမသိတဲ့ကိစ္စတစ်ခုကိုအပိုင်ပြောလို့ရလားရှင်ပြောတော့ကျမအမေကိုတွေ့လိုက်တဲ့သူတွေရှိတယ်ဆိုအဲ့ဒါမဲ့လူအဖြစ်နဲ့တွေ့လိုက်တာမဟုတ်တာဗျသူစားလွင်ကစပွဲကိုဒုံးကနေထုတယ်စပွဲပေါ်ကပကံနေဇွန်းနေချွမ်းကနေထခုံတယ်တက်ဦးကလန့်သွားသလိုတစ်ချက်တွန့်သွားတယ်sorry ပါကျမစိတ်နဲ့တိုးသွားတယ်သူစားလင်ပြန်တောင်းပန်တယ်တလိမ့်လိမ့်ထွက်လာတဲ့ဒေါသကိုမျိုးချအသက်ကိုပြင်းပြင်းရှူတယ်ခေါင်းထဲမှာမိုးတလူလိုအန်ကျင်တလူလိုတရိပ်ရိပ်ဖြစ်လာတာနဲ့စပွဲအစွန်းကိုလက်နဲ့ကင်ထားတယ်ကျွန်တော်လည်းတောင်းပန်ပါတယ်ခမည်းအနေနဲ့အဖေတခုတိတိကျကျသိချင်မှာပဲဆိုတော့ကျွန်တော်နားလဲပါတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာခမည်းအမေကိုပြန်တွေ့ခဲ့ရင်တော့သူ့လူတယောက်ဖြစ်လာအောင်ဘယ်လိုပြန်လုပ်ပေးမလဲရှင့်မမေးပါတယ်မရှိဘူးလားကိုတက်ဦးရဲ့မျက်နှာကွက်ခနဲ့ပြတ်သွားတယ်ဒေါသကိုထိန်းထားရတဲ့ပုံစံနဲ့သူ့နှကန်းကတင်းနေတယ်ကျွန်တော်ကိုချင်းမစာလို့ပြောနေတာမဟုတ်ဘူးဗျကျွန်တော်မှလည်းကျွန်တော်ချစ်ရတဲ့မိသားစုတွေရှိတယ်ကျွန်တော်မိသားစုအတွက်ဆိုရင်ဘာမဆိုလုပ်မှာပဲဒါပေမဲ့ခမည်းအမေကမကောင်းဆိုးahသူစားလင်းအောင်ဝုန်းကနေထရက်တယ်ရှင်ပါစက်ကိုပိတ်လိုက်ကိုတူအမေကိုအဲ့လိုမပြောနဲ့သူစားလင်းကပိတ်អော်တယ်အဲ့လိုអော်မိတဲ့အတွက်လဲသူ့ကိုယ်သူအံ့ဩတယ်တခါမှတစ်ချိန်မှမမြင်ဘူးမတွေ့ဘူးတဲ့အမေဆိုတဲ့အမျိုးသမီးတစ်ယောက်ကိုသူဘာလို့ကာကွယ်ချင်နေတာလဲသွေးရစကားပြောတယ်ဆိုတဲ့ဆိုရိုးသူစားလွင်အပြည့်အဝနားလည်လာတယ်သူ့ကိုယ်ထဲမှာပွက်ပွက်ဆူနေတဲ့သွေးတွေဟာအမေရဲ့သွေးတွေဒီခံစားချက်ကသူစားလွင်ရဲ့ဘဝကိုအယောင်ဆုံးအောင်အသက်သွင်းပေးတယ်အဖေမရှိအမေမရှိမိသားစုမရှိဥတီယာမဲ့လေလွင့်နေခဲ့တဲ့နှစ်ပေါင်းများစွာမိဘမဲ့တယောက်အဖြစ်နဲ့လောကဒဏ်ကိုအမြဲတမ်းအံကျိတ်တောင့်ခံထားခဲ့ရတာလေသူတစ်ပါးမိဘတွေကိုတွေ့တိုင်းမနာလိုစိတ်နဲ့လက်သီးကိုကြစ်ကြစ်ပါအောင်ဆုပ်ကြိတ်မိတ်ငိုကြွေးနေခဲ့ရတာလေအခုအမေဆိုတာရှိနေသေးပါလားဆိုတဲ့အတိဟာသူစားလွင့်ရဲ့နေ့ရက်တွေကိုအထိပ္ပယ်ရှိစေတယ်သူရှင်သွင်းနေတဲ့ဝင်သက်ကိုအသက်ဝင်စေတယ်မကောင်းဆိုးပါတဲ့အထိပ္ပယ်မရှိတဲ့စကားတွေတအူးဟာထိုင်နေရာကနေမထသူစားလွင့်ကိုလှမ်းကြည့်တယ်သူ့မျက်လုံးတွေကမှိန်ဖြော့နေတယ်သူ့မျက်နှာပေါ်မှာပေါ်နေတဲ့ဘာမှမသိတဲ့အရေးအယောင်တစ်ခုကျမကိုဒီနေရာမှာခဏနားခွင့်ပေးတာမနှက်စာကြွေးတာအတွက်ကျေးဇူးတင်တယ်ဒါပေမဲ့ကျမအမေကိုရှင်အဲ့လိုပြောစရာမလိုဘူးတအူးကဘာမှပြန်မပြောဘူးကျမသွားမယ်သူစားလင်ပြောပြီးတာနဲ့လှည့်ထွက်တယ်ခေါင်းထဲမှာရေခနဲ့ဖြစ်သွားတယ်လူကဘေးကိုရိုင်ထွက်သွားတယ်တညာလုံးမအိပ်ဖဲနဲ့ရှောက်သွားထားတဲ့တန်းနေဖြစ်မယ်ထိုင်ကုန်ရဲ့နောက်မီကိုလှမ်းကင်ရင်းရိုင်သွားတဲ့ကိုခန္ဓာကိုထိန်းနေအလင်းရောင်ဟာဆူးရှာလွန်းနဲ့မျက်လုံးထဲမှာပြခြင်းတလို့ဖြစ်လာတယ်မတ်သူစားလင်တက်ဦးကလှမ်းခေါ်တယ်သူစားလင်လှည့်ကြည့်တယ်တက်ဦးကထိုင်နေရာကနေထတယ်သူ့စီကိုတလန်းချင်းလျှောက်လာတယ်ခမရတော်တော်ထိန်းနိုင်တာပဲအခုတည်းကိုမလဲသေးပါလားတက်ဦးကပြောရင်းနဲ့
သူစားလွင်ထိန်းကင်ထားတဲ့ထိုင်ကုန်ကိုဖက်ခနဲဆွဲယူတယ်သူစားလွင်ရဲ့လက်တွေလေထဲမှာလွင့်ထွက်သွားတယ်အထိန်မရှိတော့တဲ့အတွက်ကြောင့်သူ့ကိုယ်ခန္ဓာကဘေးကိုစောင်းသွားတယ်မူးဝင်နေတဲ့ဝေဒနာစိုးစထန်ဆိုးလာတယ်မြင်ကွဲတစ်ခုလုံးကခြားခြားလဲရမ်းခါနေသူဘာဖြစ်သွားသလဲသူစားလွင်သဘောပေါက်လာတယ်ဘာဆက်လုပ်ရမလဲသူစားလွင်ခေါင်းထဲမှာချက်ချင်းအစီအစဉ်ဆွဲတယ်သူစားလွင်တက်ဦးကိုလက်နဲ့လှမ်းဆွဲတယ်မမေ့ဘူးလက်တရာလေကိုပဲဖမ်းမိတယ်နောက်တစ်ချိန်လှမ်းအဖမ်းမှာသူစားလွင်ရဲ့ကိုယ်လုံးအရှိကိုရိုင်ထွက်ကျမ်းမြင့်မို့ခွေကျသွားတယ်သူ့စီကိုအရှိန်နဲ့ပြေးကပ်လာတဲ့ကျန်းခင်းပြင်ပြားတယ်သူစားလွင်ရဲ့မျက်နှာကိုတစ်တိတ်ရိုက်မိတယ်သူစားလွင်မျက်လုံးတွေကိုမှိတ်လိုက်တယ်သူစားလွင်မျက်လုံးတွေကိုပြန်ဖွင့်လိုက်တဲ့အခါမှာအခန်းထဲမှာနေအလင်းအောင်တက်တဲ့ရှိနေတော့မယ်သူအခုကျမ်းပြင်မှာထိုင်နေတယ်လက်ရံကိုမိထားတယ်နောက်ကျောမှာရောက်နေတဲ့လက်တွေကိုလှုပ်ကြည့်တယ်လှုပ်လို့မရအောင်လက်ကဝေးနှစ်ခုကိုပတ်စည်းထားတဲ့လက်ထိတ်တစ်စုံသူစားလွင်ခေါင်းမော်တယ်သူ့ကိုမတည့်ရက်ကြည့်နေတဲ့တက်ဦးသူ့ရဲ့မျက်နှာမှာဘာအမူအရာမှမရှိဘူးရှင်ဘာလုပ်တာလဲတက်ဦးကချက်ချင်းပြန်မပြေဘူးသူစားလင်းကိုစိုက်ကြည့်နေတယ်တော်တော်လေးကြာမှမျက်နှာလွှဲသွားတယ်ပြတင်းပေါက်အပြင်ကိုလှမ်းကြည့်တယ်တရိပ်ရိပ်ကျလာတဲ့နေရောင်နဲ့နေဆွေးနေတဲ့တစ်ကိုင်းတစ်ရွက်တွေကိုလှမ်းမြင်ရတယ်ကျွန်တော်ခမ ्या ကိုချင်းစားတယ်မသူစားလဲမိသားစုအတွက်ဆိုရင်ဘာမဆိုလုံးမှာပဲဟုတ်တယ်မလားဟုတ်ကဲ့စာရေးသူချမ်းမြေဝင်းမူရောအပိုင်း20ရာဆိုရင်ဖြင့်ဒီနေရာမှာပဲအဆုံးသတ်ခွင့်ပြုပါခင်ဗျာနောက်ကြံရှိနေတဲ့အပိုင်းတွေကိုလည်းဆက်လက်စောင့်မျှော်ပေးကြဖို့မေတ္တာရက်ခံပါတယ်ကြံရှိနေတဲ့အပိုင်းတွေကိုဆက်လက်စောင့်မျှော်နိုင်ရန်အတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe နဲ့ notification ခေါင်းလုံးလေးနှိပ်ပေးခဲ့ကြဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာအားလုံးကိုအစဉ်လေးစားလျက်ကျွန်တော်အေးချမ်းအောင်ပါ